ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် Story for You Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီနေ့ပရိသတ်ကြီးကိုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးရဲ့နာမည်ကတော့စုမြတ်မွန်မွန်ရေးသားထားတဲ့အသေးကြီးဝိရီဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးကိုမစသေးခင်မှာတော့အရင်ဆုံးကျမတို့ရဲ့ channel ကို subscribe လေးနဲ့အားပေးသွားပါအောင်လို့တောင်းဆိုချင်ပါတယ်ဇာတ်လမ်းအသစ်တွေကိုတင်တဲ့အခါမှာချက်ချင်းသိရှိချင်တယ်ဆိုရင်တော့ဘေးနားမှာမြင်နေရတဲ့အချက်ပေးခေါင်းလောင်းပုံလေးကိုတခါရင်းနှိပ်သွားပေးရမှာလည်းဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်ပြီးတော့တင်ဆက်ပေးပါတော့မယ်ဒီနေ့မှာစုမြတ်မွန်မွန်ရေးသားထားတဲ့အသေးကြီးဝိရီဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးရဲ့အပိုင်းတစ်ကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်လောလောဆယ်တော့လွတ်နေရတခန်းပဲရှိရဲ့သမီးရဲ့ကျန်တဲ့အခန်းတွေက3ယောက်ခန်းနေကြီးပဲတယောက်ခန်းတွေကလည်းအပြည့်ပဲလေရေရှည်နေတဲ့လူတွေဆိုတော့တယောက်ခန်းတွေကလွတ်ဖို့မလွယ်ဘူးလေဟုတ်ကဲ့အန်ဒီဝီကအဆောင်ပိုင်ရှင်အန်တီကြီးပြောသမျှကိုခေါင်းတငိမ့်ငိမ့်နဲ့နားထောင်နေမိပေမဲ့လေစိတ်ထဲမှာတော့တယောက်ခန်းနဲ့နှစ်ယောက်ခန်းနဲ့တိတ်ပြီးတော့တွေးမနေပါဘူးရန်ကုန်မြို့ကြီးပေါ်မှာကြောတနေရစာနေရာလေးရဖို့ဆိုတာမလွယ်ပါဘူးအဲ့ဒီအထင်းမှာမှတိတ်ခါရှိရှိနဲ့အေးအေးချမ်းချမ်းရက်တီလို့ရမယ့်နေရာမျိုးကပိုတောင်ရှားပါသေးတယ်ဝီရဲ့အတော်ကရန်ကုန်မှာအဆောင်သွားနေမယ်ဆိုရင်တော့သူ့တငယ်ချင်းအပြိုကြီးရဲ့အဆောင်ကအကောင်းမွန်ဆုံးနဲ့အသင့်တော်ဆုံးဆိုပြီးတော့စာလဲရေးပေးလိုက်တာကြောင့်ဂုံမြင့်သူဆိုတဲ့အဆောင်ကိုရောက်လာခဲ့ခြင်းဖြစ်ပါတယ်အဆောင်ပိုင်ရှင်အန်တီနဲ့ဝီတို့ရဲ့တော်လေးတို့ကခင်ခင်မင်မင်အဆက်အသွယ်ရှိကြတဲ့သူတွေမို့ဘလို့ပဲဖြစ်ဖြစ်ဒီအဆောင်မှာနေရာတနေရာရဖို့တည်ကြပေမဲ့အခုလိုအဆောင်သူပြပြတတ်နေရတော့မှာကိုပို့ပြီးတော့သဘောကျနေပါတယ်ဝီဟာဒီအဆောင်လေးကိုဒီရွက်ကလေးကိုမြင်တာနဲ့သဘောကျသွားပါတယ်။အေဂျင့်တိတ်ဆိတ်တဲ့လမ်းသွယ်လေးထဲမှာဖြစ်ပေမဲ့ထမင်းဆိုင်လက်ဖက်ရည်ဆိုင်စတိုးဆိုင်မိတ္တူဆိုင်စာအုပ်ဆိုင်စသဖြင့်အားလုံးအဆင်ပြေပြေရှိပြီးတော့လက်လန်းတင်လာပါတယ်။ဂုံမြင့်သူဆိုတဲ့အဆောင်ကလည်းခြံဝင်းလေးထဲမှာရှိတဲ့နှစ်ထပ်တိုက်လေးတစ်လုံးဖြစ်ပြီးတော့တစ်ပင်ပန်းမန်နေနဲ့စိမ့်လန်းဆူပြင်ပြီးတော့နေချင်းစပွဲလေးကောင်းပါတယ်။စီကံကြီးလာတဲ့အဆောင်လို့နာမည်ကြီးတယ်လို့အစံတန်းမြင့်စွာနေရတာကြောင့်နေချင်းသူတွေတန်းစီနေပေမဲ့လည်း DND ကတော့လူရွေးပြီးတော့လက်ခံတယ်လို့လည်းကြားဖို့ထားပါတယ်။ဒါကြောင့်မို့အဆောင်မှာလူတွေကြက်ညက်နေတာမျိုးလည်းမဖြစ်ဘဲနဲ့အေးအေးဆေးဆေးလွတ်လွတ်လပ်လပ်လည်းရှိပြီးတော့ဝီကဒီဆောင်လေးကိုနှစ်ချိုက်ပါတယ်။ဒီမှာတော့အားလုံးကညီမတွေလိုပဲချစ်ချစ်ခင်ခင်နေကြတယ်သမီးရဲ့နေတာလဲကြပြီဆိုတော့ပြဿနာဖြစ်တယ်ဆိုတာလည်းမရှိသလောက်ပဲလေအခုသမီးနဲ့အတူတူနေရမယ့်အခန်းပေါ်ကသူ့ပေါ့သမီးနေရာမှာအရင်နေခဲ့တဲ့ကလေးမလေးကတော့အိမ်အောင်ကြရနဲ့ပြောင်းသွားတာလေဝီကအန်တီကြီးပြောသမျှကိုခေါင်းတငိမ့်ငိမ့်နဲ့နားထောင်ပြီးတဲ့နောက်အန်တီနောက်ကနေပြီးတော့အခန်းထဲကိုလိုက်ပြီးတော့ဝင်လာခဲ့ပါတယ်တစ်ဖက်ကကတင်ကောင်းရဲမှာချိတ်ထားတဲ့ဓာတ်ပုံတစ်ပုံကိုကို့အခန်းပေါ်ပါလားဆိုတဲ့ရင်းနှီးခံစိမ့်နဲ့လှမ်းကြည့်လိုက်ပါတယ်ဓာတ်ပုံတွေကမိန်းကလေးကဝီနဲ့ရွယ်တူလောက်ဖြစ်ပြီးတော့ရုပ်ရည်ရချောမောလှပပါတယ်ဓာတ်ပုံကစတူဒီယိုထဲမှာအကြအနရိုက်ကူထားတဲ့ဓာတ်ပုံမျိုးဖြစ်ပြီးတော့မျက်နှာရှိတက်တဲ့ကိုတစောင်းပုံဖြစ်ပါတယ်နှက်ခမ်းနေရအနှဲငယ်ပြုံးပြီးတော့ကင်မရာကိုတက်တက်စိုက်ကြည့်နေပုံကသူ့ကိုယ်သူအတော်ယုံကြည်မှုရှိတဲ့ဒီဇိုင်းမျိုးလေးဖြစ်ပါတယ်သမီးတို့နှစ်ယောက်ကတော့နာမည်ချင်းကတော့အတူတူပဲပန်းလေးတွေပေါ့သမီးက Emerald ဝီကြီးသူကနင်းစီသူတဲ့အားလုံးကတော့သူ့ကို Rose လို့ခေါ်တာများတယ် Roseဝီကအဲ့ဒီနာမည်ကိုနှုတ်ဖျားကနေရေးယူကြည့်မိပါတယ်သူ့နာမည်နဲ့သူ့ပုံစံကလိုက်ဖက်ပါတယ်သူက open type ပဲလေသမီးနဲ့အဆင်ပြေမှာပါသူကအိမ်သုံးလျှက်စစ်ပစ္စည်း company တစ်ခုမှာ accounting လုပ်တယ်လေဇာတိကတော့ရန်ကုန်ကပဲဒါပေမဲ့သူကဒီမှာပို့ပြီးတော့ပြောတာတဲ့သူ့အိမ်နဲ့အကြောင်းတွေကဝီတော့ဒီမှာအဆောင်လာနေရင်းနဲ့ဒီကိုပဲနေရတာကြိုက်သွားရတယ်လေအော်ဟုတ်ကဲ့အန်ဒီဝီကနင်းစီသူရဲ့တပ်ပုံကိုတစ်ချက်လမ်းကြည့်မိပြန်ပါတယ်open type နေတတ်တယ်ဆိုတော့နင်းစီသူရဲ့အနေထိုင်ကတော့ကြားပူးနေကြတချို့အဆောင်သူတွေလိုပြုံးစပြင်းတောင်ဖြစ်မနေပါဘူး။ကတင်ဘော်ကအမွေရာကလည်းစန်းစန်းရဲရဲမှာဘေးကဇပွဲကတင်ချင်းရမှန်တင်ကုံအဝစ်စင်စားတာတွေကလည်းအားလုံးတသက်ရရဲပဲဖြစ်ပါတယ်။မှန်တင်ကုံကတော့အဆောင်သူတွေကကိုယ့်အကိုဝယ်ထဲတာသမီးရဲ့သမီးမြင်တဲ့အတိုင်းပဲအခန်းက2ယောက်နေရတောင်တော်တော်လေးကျယ်တယ်လေ3ယောက်တောင်မှနေလို့ရတယ်ဒါပေမဲ့လည်းအန်တီကကိုရိုင်းလွတ်လွတ်လပ်လပ်နေတတ်တဲ့သူဆိုတော့ကြဲကြဲလွတ်လပ်နေရပါစေဆိုပြီးတော့ထားပေးထားတာအဆောင်သူတွေကိုတခုပဲ request လုပ်ထားတယ်အခန်းထဲမှာတန်တန်ရှင်းရှင်းတက်တက်ရနေကြဖို့လေဒီမှာရေချိုးခန်းအိမ်သာလည်းတခါတည်းပါပြီးသားပဲကောင်းလိုက်တာနော်အန်တီဝီကပါဇက်ကတောင်ထုတ်ပေါ်ချီကျူးမိသွားပါတယ်။ဒါကြောင့်လေတော်လေးကဝီကိုဒီအဆောင်မှာမရမကနေစီတာပါ။ဝီရဲ့စကားကိုအန်တီကခေါင်းတငင်းကြီးနဲ့ဟုတ်တယ်သမီးရဲ့အန်တီကအန်တီအဆောင်သူတွေကိုအစင်တန်းမြင့်မြင့်နေပါစေတော့စီရယ်စီဒနာကိုထားတယ်လေ။သူတို့စီကလည်းဘာမှတိတ်မများဆဆပြန်ပြီးတော့မမျောလင့်ပါဘူး။အဲ့ဒါကတော့အန်တီအဆောင်ရဲ့အစံလာနဲ့ဂုံတိတ်ခါကိုထိန်းထားပေးဖို့ပဲလေ။
ဟုတ်ကဲ့ပါအန်တီအဲ့ဒီတခုကတော့စိတ်ချပါသမီးကိုလည်းအမြင်မတော်တာရှိရဆိုလို့ရှိရင်ဆုံးမနိုင်ပါတယ်ဒီမှာနေသူကြီးကတော့အန်တီကသမီးရဲ့မိဘပါပဲဝိရဲ့အပြောကိုအန်တီကြီးကသဘောခွေသွားဟန်ရှိပါတယ်တပြုံးပြုံးနဲ့ခေါင်းငိမ့်နေပြီးတော့အေးသမီးလေးသမီးကထားအေးတူမဆိုတော့လိမ္မာပြီးသားဖြစ်မှာပါလိမ္မာမယ်လို့လည်းယုံကြည်ပါတယ်ရိုးရိုးသားသားနဲ့ကြိုးကြိုးစားနေပေါ်သမီးရဲ့မိဝေးဖဝေးနေရက်မှာကိုဘဝတိုးတက်ရာတိုးတက်ကြောင်အတွက်လာပြီးတော့အလုံးလုံးရတယ်ဆိုတာကိုအတိတရားလေးနဲ့ထိန်းသိမ်းရမှာပေါ့ရန်ကုန်မှာကိုထိန်းသိမ်းတတ်ဖို့ကအရေးကြီးတယ်သမီးရဲ့ဟုတ်ကဲ့အန်တီသမီးကိုစိတ်ချပါအေးအဲ့ဒါဆိုသမီးနားကြလဲနားတော့နော်ပစ္စည်းတွေလည်းနေရာချရမှာဆိုတော့နားလိုက်တော့နော်လိုအပ်တာမှန်သမျှအန်တီကိုပြောဘာမှအာမနာနဲ့ဒီမှာအားလုံးမိသားစုလိုပဲနေကြတာဟုတ်ကဲ့အန်တီဟုတ်ကဲ့ဝီကအန်တီကြီးထွက်သွားတဲ့အခါကိုယ့်ရဲ့ပစ္စည်းတွေကိုနေရာချဖို့ပြန်ပါတယ်ပြင်ရင်းကနေပြီးတော့တစ်ဖက်ကတင်ကိုလည်းအကြည့်ရောက်သွားမိပြန်ပါတယ်နှင်းစီသူဆိုတဲ့မိန်းကလေးကအဆောင်ကိုအိမ်လိုသဘောထားပြီးတော့ပြင်ဆင်နေထိုင်သူဖြစ်ပါတယ်အဲ့ရအခမ်းအနားကလည်းစိန်ချလိုက်မဲ့ဖြစ်ချင်ပါပဲမျက်နှာနဲ့ကိုတက်ခုံလိမ့်ပြင်စီစရာကောင်းနေပါတယ်တခြားအသုံးဆောင်ပစ္စည်းတွေကလည်းတစ်လွင်တောက်ပပဆန်းပြတွေပဲဖြစ်ပါတယ်သူ့ကိုကြည့်ရခက်ဆန်ဆန်နေတတ်မဲ့ပုံလို့ယူဆရပါတယ်ဝီကပကောင်းကိုတစ်ချက်တွန့်ပြီးတော့ပစ္စည်းတွေကိုနေရာချဖို့ပြင်ဆင်ပါတယ်ဝီကတော့နေကလာတာဖြစ်ပြီးတော့ပစ္စည်းတွေများများဆဆသယ်မလာနိုင်ပါဘူးအဝတ်စားလောက်သာသယ်လာပြီးတော့လိုအပ်တာမှန်သမျှကိုဒီရောက်တော့မှဝယ်ရတော့မှဖြစ်ပါတယ်ဝီကရိုးရရားဖြာကိုဂတင်ပေါ်ခင်းပြီးတော့အပေါ်ကဆောင်တစ်ထည်ကိုဖြန့်ခင်းလိုက်ပြီးတဲ့နောက်ခီးပန်းလာတာကြောင့်ဂတင်ပေါ်ကိုပြက်လဲချလိုက်ပါတယ်အညာကိုပြေးသွားတာပါပဲခေါင်းရင်းကပတင်းပေါက်ကနေလေတဖြူးဖြူးကတိုးဝင်လာလို့ဝီရဲ့မျက်တောင်လေးတွေကတဖြည်းဖြည်းဆင်းလို့လာပါတယ်ပင်မမှုမှန်သမျှကတရေလောက်အိတ်လိုက်ရရင်တော့အလုံးစုံပြေပြောက်သွားမယ်လို့ထင်ပါတယ်ဝီကမျက်ဝန်းတွေကိုမှိမ့်မိပြီးတော့ဒီကုလုံးမှာရှိတဲ့အကြောတွေကိုဖြေလျှော့ပြလိုက်ပါတယ်ဘယ်ရက်ဒေတာကဖွင့်နေမှမသိတဲ့နေရာမှာအယ်ဆိုင်စီရဲ့မလွမ်းရေးသေးဘူးမောင်ရဲဆိုတဲ့သချင်းတန်ကခက်တဲ့လွင်ပြန့်လာတာကိုဘယ်အရက်ဒေတာကဖွင့်နေမှမသိပေမဲ့အယ်ဆိုင်စီရဲ့မလွမ်းရေးသေးဘူးမောင်ရဲဆိုတဲ့သချင်းတန်ကခက်တဲ့လွင်ပြန့်လာပြီးတော့ဝီကိုချောသိမ့်နေသလိုရှိပါတယ်လေတဖြူးဖြူးနဲ့သချင်းအေးကြောင့်ဝီရဲ့မျက်လုံးတွေမှာစင်သက်ဆင်းလာပါတယ်ဝီရဲ့မျက်လုံးတွေထဲမှာသူ့ကိုတွေ့လာရသလိုပဲထင်ရပါတယ်ဝီကသူ့မျက်နှာလေးကိုမြင်ရင်ကြည်နူးပြုံးမိသွားပါတယ်သူတယောက်ဝီကိုရုတ်တရက်တွေ့ရင်ဘယ်လိုများဖြစ်သွားပါမလဲသူရှိရာအရက်ကိုဝီရောက်ခဲ့ပြီဆိုတဲ့အသည့်ကဝီရဲ့ရှင်ကိုအတိုင်းမသိချမ်းမြေစေပါတယ်မိဘနဲ့ဇာတိရွကိုခွဲခွာလာရပေမဲ့ရှင်ထဲမှာဝမ်းနည်းစိတ်ကြီးမားမရှိတာဟာရန်ကုန်မှာချစ်သူရှိနေတဲ့ဆိုတဲ့အသည့်ကြောင့်ပဲဖြစ်ပါတယ်မလွမ်းရတော့ဘူးမောင်ဝီကတိုးတိုးလေးရရွတ်ပြီးတဲ့နောက်မှာတော့တဖြည်းဖြည်းချင်းအိပ်ပျော်လို့သွားပါတော့တယ်ဝီနိုးလာတဲ့အခါညနေတောင်ဆောင်းတော့မှဖြစ်ပါတယ်။နိုင်ရိုကြည့်လိုက်မိတဲ့အခါမှာတော့မျက်လုံးပြူသွားပြီးတော့ကတင်ပေါ်ကနေအမြန်ဆင်းပြီးတဲ့နောက်ရေချိုးဖို့ပြင်ဆင်ရပါတယ်။ညနေစာအထွက်လဲဘာမှမပြင်ဆင်ရသေးပါဘူး။ခောက်ဆွဲပြုတ်ပဲပြုတ်စားတော့မယ်လို့စိတ်ကူးပြီးတော့ရေကိုစင်ပြေနေပြေချိုးနေလိုက်ပါတယ်။ကြားဘူးတဲ့ဂျိုးဖြူရည်ဆိုတာဒီရည်ကိုပြောတာလားမသိပါဘူး။ရေကတော့အေးစိတ်နေပြီးတော့ပင်ပန်းလာသမျှကိုပြေပြောက်သွားစေပါတယ်။တရေလေးအိပ်ပြီးရေလဲချိုးပြီးမို့ဝီရဲ့စိတ်တွေတော်တော်လေးကိုလန်းဆန်းလာပြီးဖြစ်ပါတယ်။ဝီကရေကိုတဝါကြီးချိုးပြီးတော့အပြင်ကိုထွက်လာတဲ့အခါမှာတစ်ဖက်ကတင်ပေါ်မှာဆန်းဆန်းကြီးလဲနေတဲ့နင်းစီသူကိုရုတ်တရက်မြင်လိုက်ရတဲ့အခါမှာဘာပြောရမှန်းမသိဖြစ်သွားပါတယ်။နင်းစီသူကတော့နှစ်ဖူးပေါ်ကိုလက်တင်ထားရင်လက်တစ်ဖက်ကမြောက်ပြီးတော့ဟိုင်းလို့နှုတ်ဆက်ပါတယ်။ဝီကဟိုင်းကြီးကြော်ညာတဲ့ကစုမေလို့ဟိုင်းလို့ပြန်လုံးပြီးတော့မလို့ဖြစ်ပြီးတော့မှကိုမနေဘရိတ်အုပ်လိုက်ရပါတယ်ကိုရည်ကျင်သွားတဲ့အရေးကနင်းစီသူကိုရေးပြပြီးတော့နှုတ်ဆက်သလိုဖြစ်သွားပါတယ်နင်းစီသူကလည်းကတင်ပေါ်ကနေလူလဲထားလိုက်ပါတယ်အပြင်မှာမြင်တော့မှသူမဟာဓာတ်ပုံတွေကထပ်ပိုးချောတယ်လို့သတ်မှတ်ရပါတယ်ကျုံးလေမရောက်တယောက်သပင်တွေကလိုင်းတုံနေလို့ခွေကနေကျနေပါတယ်တော်တော်လေးကိုလေးလာပါတယ်သပင်အယောင်ကလည်းအနက်ရောင်မဟုတ်ပဲနဲ့အညိုရောင်လိုတန်ကြေးရောင်လိုဖြစ်ပြီးတော့သူမမျက်နှာလေးနဲ့တော်တော်လေးကိုလိုက်ဖက်ပါတယ်တို့ရဲ့အခန်းပေါ်အသက်လေးကချောသားပဲနာမည်ဘယ်လိုခေါ်လဲသူမကရင်းနီးစပြီးတော့နှုတ်ဆက်တာကြောင့်ဝီရကျင်းနေသွားပါတယ်အန်တီကြီးပြောထားသလိုသူမဟာခင်မင်ဖို့ကောင်းတယ်ဆိုတာလက်ခံသွားပြီးဖြစ်ပါတယ်အမရဝီရီတဲ့အမရမြဝီရီလားအားလုံးကတော့ဝီလို့ခေါ်ကြတာပါဝီဆိုတာပန်းရဲ့အနှစ်ပေါ့ပန်းအနွယ်ဝင်ပန်းမဲပေါ့ဒုနာမည်ကတော့နင်းစီသူတဲ့ပန်းမဲလေအဲ့ဒါဆိုမင်းနဲ့တို့နဲ့ကတရုတ်ကားရရလို့ဆိုရင်မျိုးနွယ်တူတွေပေါ့လီမျိုးနွယ်တို့ဝမ်မျိုးနွယ်တို့မဟုတ်ဘဲနဲ့ပန်းမျိုးနွယ်ပေါ့ကဟုတ်တယ်နော်ဝ
ဝီကတော်တော်လက်ရှိရဲ့နင်းစီသူကိုသဘောကျသွားပါတယ်တပတ်ကိုလမ်းယူပြီးတော့ရေတုံနေတဲ့ဝီကိုနင်းစီသူကတစ်ချက်ပြုံးပြပြီးတော့တို့ကခင်တတ်ပါတယ်ဝီပြီးတော့ပွင့်လင်းနေအဲ့ဒါတို့ကြိုပြောထားတာပွင့်ပွင့်လင်းလင်းဆက်ဆံတာကိုကြိုက်လားကြိုက်တာပေါ့โอเคတို့လည်းပွင့်လင်းတာကိုကြိုက်တယ်တို့ကိုလည်းပွင့်ပွင့်လင်းလင်းဆက်ဆံနိုင်ပါတယ်အဆင်နေပါတယ်မလို့တခန်းနဲ့အတူတူနေကြမဲ့သူတွေဆိုတော့တယောက်နဲ့တယောက်အဆင်ပြေမှကောင်းပါလေနှုတ်မဆိုနှစ်ယောက်စလုံးစိတ်ဆင်းရဲနေရရင်လည်းမကောင်းဘူးလေဟုတ်တာပေါ့โอเคမင်းနဲ့တို့အဆင်ပြေမယ်လို့ထင်ပါတယ်ညနေစာစားပြီးလားဝီနေ့လေကင်းရမှာရောက်တာဆိုတော့ပစ္စည်းတွေချပြီးရနဲ့ခဏနားပြီးတော့အိပ်ပျော်သွားတာဘာမှလည်းမစီစဉ်ရသေးဘူးဆိုတော့ဒီနေ့တော့ညစာကိုခောက်ဆွဲပြုတ်ပဲပြီးမလားလို့လေဝီရဲ့စကားကိုနင်းစီကနှက်ခေါင်းရှုပ်ပြီးတော့ခေါင်းရမ်းပြပါတယ်နင်းစီသူနဲ့တခန်းနဲ့နေပြီးတော့ရောက်ချင်းနေမှာခောက်ဆွဲပြုတ်နဲ့နှစ်ပါးသွားရမယ်ဆိုရင်ရာဇဝင်ရိုင်းသွားမှာပေါ့ကဲပြင်စင်နဲ့ခဏဆောင်တော့တို့ရေချိုးလိုက်အောင်မယ်ပြီးရင်ကြေးဦးတော့ကြမယ်ကြိုက်လားကြေးဦးကြိုက်တာပေါ့ Okay please wait a minuteနင်းစီကဂဒင်ပေါ်ကနေပြီးတော့ဖြက်ခနဲခုန်ဆင်းသွားပြီးတော့ရေချိုးကန်းထဲကိုဝင်ရောက်သွားပါတယ်ဝီကချက်ချာနဲ့နင်းစီရဲ့ပုံစံကိုငေးပြီးတော့တစ်ချက်ပြုံးပြီးတဲ့နောက်မှာတော့စိတ်ထဲမှာအလိုလိုမြူးလာပါတယ်ဘာပဲပြောကိုယ့်ရဲ့အခန်းပေါ်တယောက်ကပျော်ပျော်ရွှင်ရွှင်နဲ့နွေးနွေးထွေးထွေးစီးကြတာကိုရင်ထဲမှာကြည်နူးနေပါတယ်ဝီကအပြင်သွားမှဖြစ်ပေမဲ့လည်းတိတ်ပြီးတော့ထူးထူးခြားခြားကြီးမပြင်ဆင်တော့ဘဲနဲ့ပြင်ရိုးပြင်ဆင်အတိုင်းနှုတ်ရည်လိမ့်ပြီးတော့two way cakeကိုခက်ပါးပါးရိုက်လိုက်ပါတယ်ပြီးတော့ကော်ဖီဖြော့ရောင်နှကန်းကြီးကိုစိုးလိုက်တယ်အဝတ်စားကတော့အင်ကြီးအညိုရောင်နဲ့3/4ဂျင်းပန်ကိုသာပေါ့ပပဝတ်လိုက်ပါတယ်ဝီပေါင်းမီဝတ်အပြီးမှာပဲနင်းစီကရေချိုးကန်းထဲကနေထွက်လို့လာပါတယ်နင်းစီကဝီကိုတစ်ချက်လန်းကြည့်ပြီးတော့ပြုံးပြပေးရနောက်သူမကလည်းတော်တော်လက်ပဲပြင်ဆင်ပါတယ်သူမလည်းဝီလိုပဲအလားပြင်တာတိတ်မကြပါဘူးချက်ချင်းလိုပဲပြီးစီးသွားပါတယ်နင်းစီကရေချိုးကန်းဝင်တာကြောင့်စီးထုံးထားတဲ့စပင်တွေကိုမပြေပဲထားပြီးတော့နင်းညိုရောင်ဂျော်ရနိုတီရှပ်ဘဝတစ်ထည်ကိုခေါင်းကနေအမြန်ဆွတ်ချလိုက်ပါတယ်ပြီးတော့ဝီလိုပဲဂျင်းကွာတာကိုဝတ်လိုက်ပါတယ်အဲဒီနောက်သူမရဲ့ဟန်ဖုန်းလေးနဲ့ပတ်စံအိတ်ကိုဘောင်းမီအိတ်ကက်ထဲကိုထိုးထည့်ပြီးတဲ့နောက်ကဲလက်စဝီရဲ့အဲ့ဒီအပြောလေးကဘာမှမထူးခြားပေမဲ့လေလူငယ်ဆန်ပြီးတော့လွတ်လပ်မှုရှိပြီးတော့ဖော်ရွေတာကြောင့်ဝီကနင်းစီကိုမြင်ချင်းခင်မင်သွားခဲ့ရပြီဖြစ်ပါတယ်ဝီနဲ့နင်းစီကအောက်ထပ်ကိုအတူဆင်းလာကြပါတယ်နှစ်ယောက်အတူတွဲဆင်းလာတာကိုမြင်တော့အန်တီကြီးကကျေနပ်တဲ့မျက်နှာနဲ့ပြုံးကြည့်ပြီးတော့ခေါင်းတဆက်ဆက်ညင်ရင်းနဲ့ဘယ်သွားကြမလို့လဲဟဲ့ဝီကမဖြေခင်မှာနင်းစီကဖြေလိုက်ပါတယ်ကြေးအိုးသွားတော့မလို့အန်တီခိုင်ဝယ်ခဲ့ရအောင်မလားဘာမအောင်မလဲမမတော့ပါဘူးကွယ်သွားကြဝီတော့နင်းစီနဲ့တွေ့ရင်မပြင်းရတော့ဘူးပေါ့ဟုတ်ကဲ့အန်တီခိုင်သွားလိုက်အောင်မယ်နော်ဝီနဲ့နင်းစီကအန်တီခိုင်ကိုနှုတ်ဆက်ပြီးတဲ့နောက်အဆောင်ထဲကနေလမ်းလျှောက်ထွက်လာခဲ့ပါတယ်ညနေဆောင်စားအချိန်မို့အိမ်ပြန်သူတွေအပြင်ထွက်သူတွေနဲ့စီကားနေတဲ့ညနေခင်းလေးကိုဝီကနှိမ့်ချိုက်စွာခံစားရင်းနဲ့နင်းစီကိုလှည့်မိလိုက်ပါတယ်ကျေးဥဆိုင်ကဝေးလာရင်တိတ်တော့မဝေးဘူးလမ်းမလျှောက်နိုင်ဘူးလားရှောက်နိုင်ပါတယ်အေးစေးပေါ့ညနေခင်းဘက်ကလမ်းလျှောက်ရတာကောင်းပါတယ်ဒါနဲ့ဝီကနေရလားဟုတ်တယ်တောင်ကြီးရပါထင်တော့ထင်တာကုန်းမြင့်တနေရလာတဲ့သူဖြစ်ရမယ်လို့ဘာဖြစ်လို့အဲ့ဒီလိုထင်တာလဲမင်းပါလေးတွေကရဲနေလို့လေဆွဲလိမ်ပြစ်စင်စရာကောင်းတယ်မင်းချစ်သူလားဆိုတော်တော်လေးကိုကဲမဲ့ပါမျိုးပဲနော်နင်းစီကလည်းနင်းစီရဲ့အပြောကြောင့်ဝီတကယ်ပင်ရှက်သွေးဖြာသွားရပါတယ်ချက်ချင်းပဲမောင်ကိုတတိယသွားပါတယ်မောင်ကလည်းဝီကိုအဲ့လိုပဲအမြဲပြောနေကြဖြစ်ပါတယ်ဝီရဲ့ပါလေးကအခက်ဖောင်းဖောင်းလေးဖြစ်ပြီးတော့ရဲမှုပြီးတော့တက်နေတာကြောင့်အင်မတန်အသေးရတယ်တဲ့ပြီးတော့အသေးရတယ်ဆိုပြီးတော့ဟောကြည့်ရှက်သွားတဲ့ပုံကပိုတောင်မှအသေးရဖို့ကောင်းတယ်မင်းရှက်သွားတော့ပါရီယာပို့ပြီးတော့ရဲလာရလေတိုက်ဆိုင်မှုတစ်ခုတော့ရှိရမယ်ဟုတ်တယ်ဟုတ်ဝီကတိနိုင်လုံးနဲ့နှင်းစီကိုနည်းနည်းတော့ဖြုံသွားပါတယ်ဒါပေမဲ့တွေ့ချင်းမှာပြောဖို့တော့စောသေးတယ်လို့ယူဆတာကြောင့်မဟုတ်ပါဘူးနော်လို့သာညာလိုက်ရပါတယ်နှင်းစီကစက်မမေးတော့ဘဲနဲ့တခြားခေါင်းစဉ်ကိုပြောင်းသွားပါတယ်ဆက်စုရတော့မထင်နဲ့နော်ဝီရန်ကုန်မှာကျောင်းလာတက်တာလားတင်နန်းတို့ဘာလို့တက်တာလားဝီအလုပ်လာလုပ်တာပါအဖေမိတ်ဆွေရဲ့ကုမ္ပဏီတစ်ခုမှအလုပ်ဝင်ရမှာလေတနေ့လာနေ့မှာရုံးစတက်ရမယ်ဒါဆို2ရက်နားလို့ရသေးတာပေါ့ရုံးကဘယ်မှာလဲအကူညီလိုရင်ပြောနော်ဘတ်စကားတွေဘာတွေရောစီးတတ်ရဲ့လားတို့ကတော့ ferry ရှိတယ်ဒါပေမဲ့ဝီရုံးစားတက်တဲ့နေ့မှာသွားဖို့လာဖို့အခက်အခဲရှိရင်တို့ကိုပြောဘာမှအားမနာနဲ့နော်တို့ရုံးထီကိုတေချာလိုက်ပို့ပေးမယ်စီးရမယ့်ကားကိုလည်းပြပေးမယ်လေဝီကနင်းစီရဲ့ဂေယူဆိုင်မို့နဲ့စေတနာစကားကိုလေးစားသွားပေးမယ်လေကိုကအဲ့ဒီလောက်အထိမစင်စားထားတာကြောင့်အပြုံးလေးနဲ့ခေါင်းရံပြပြီးတော့ကျေးဇူးတင်ပါတယ်နင်းစီဝီသွားချက်ပါတယ်ရုံးကတော့ပန်းဆိုးတန်းမှာပါရောက်လဲရောက်ဖို့ပါတယ်ဝီအလုံးလုံးမှာမူဒရာဘန်ရဲ့ရုံးချုပ်မှာပါဝီအဖေရဲ့တငယ်ချင်းကအဲ့ဒီဘန်ရဲ့ MD ပေါ့ဝီကသူ့ရဲ့ secretary လောက်ရမှာ
အော်ဒါဆိုဝီကအဲ့ဒီတန်းတန်းနေပါတွေတက်ပြီးသားပေါ့ဝီမတက်ဘူးဝီကွန်ပျူတာနဲ့အကောင့်တင်မဲ့ပြီးထားတာအန်ကယ်ကလည်းနောက်မှအေးအေးဆေးဆေးတက်ချင်တက်ရတယ်ဆိုတာနဲ့ဝီမတက်ရသေးဘူးဟုတ်ပါတယ်လေတချို့တရေတွေကြတော့လေသူတို့မူနဲ့သူတို့ဆိုတော့တိတ်တော့မလို့ပါဘူးဝီကိုကြည့်ရတာလဲအလုံးလုံးချင်လို့အမြင်ကျချင်လို့ရန်ကုန်ရောက်လာတဲ့ပုံမှာစာဝတ်နေရေးအတွက်ကတော့လာတယ်မထင်ပါဘူးအလုံးလုံးချင်လို့ကိုမဟုတ်ပါဘူးလှုပ်ချင်တာလဲပါတာပေါ့လေအဓိကကတော့ဝီကနှလုံးသားရှိတဲ့အရက်ကိုရောက်လာခဲ့ခြင်းသာဖြစ်ပါတယ်ဝီကအလူကဲခက်အင်မတန်တော်ပြီးတော့အကင်းပါလွန်းတဲ့နင်းစီကိုဖြုံတက်ထက်ဖြုံ၍လာပါတယ်ဟုတ်တယ်နင်းစီရဲ့စာဝတ်နေရေးတသက်အတွက်ကတော့အလုံးလာလောက်တာမဟုတ်ပါဘူးဟုတ်တယ်နင်းစီရဲ့စာဝတ်နေရေးတသက်အတွက်တော့အလုံးလာလောက်တာမဟုတ်ပါဘူးကိုယ့်ရဲ့ကိုယ့်ရွာမှာလည်းတသက်လုံးနေလာခဲ့ပြီးပြီဆိုတော့လောကကြီးကိုတယောက်တည်းရင်ဆိုင်ကြည့်ကျင်တဲ့သဘောပါဝိရဲ့အပြောကိုနင်းစီကခေါင်းမော့ပြီးတော့တဟားနဲ့ရှိပါတယ်သူဤတာကသဘောကျရဲ့ရီပုံမျိုးဖြစ်တာကြောင့်ဝိကအသာပြုံးနေမိပါတယ်ရင်ဆိုင်ကြည့်ပါဒါပေမဲ့တွေးလာရမယ့်အခက်အခဲတွေကတိတ်တော့အနှစ်ရှိမှာမဟုတ်ဘူးဝိရဲ့ဘာလို့လဲအခက်အခဲဒုက္ခဆိုတာအနှစ်တွေအစစ်တွေအတုတွေရဲ့လို့ရှိသေးလို့လားအတုလို့တော့မပြောချင်ပါဘူးအစစ်နဲ့တော့တွေးစင်တွေးမှာပါအနှစ်နဲ့သာမတွေးမှာစဉ်းစားကြည့်လေဝိရမင်းရောကိုရောဟာစာဝတ်နေရေးအတွက်အလုံးလုံးနေကြတဲ့သူတွေမဟုတ်ကြဘူးတန်ဖိုးတစ်ခုအတွက်အလုံးလုံးနေကြတာဟုတ်တယ်မလားမင်းဆိုဒီအလုပ်ကိုခက်ခက်ခဲရှာဖွေထားရတာမဟုတ်ဘူးလေမင်းအဖေကြောင့်ဒီလိုနေရာမျိုးအလွယ်တကူရခဲ့တာတကယ်ဘဝအစ်စ်တွေမှာဒီလိုလွယ်လွယ်ပဲရမလဲဝိရရဲ့ရန်ကုန်မြို့ကြီးပေါ်မှာကြောတနေရစာချဖို့အလုပ်တစ်ခုရဖို့ဆိုတာလွယ်တာမဟုတ်ဘူးလေရိုးရိုး step တို့ silker တို့ sales promoter တို့တောင်မှရဖို့ထိဖြူဖက်နှက်ပါချွေးတပြက်ပြက်ကြအောင်ရှာဖွေရတယ်မဟုတ်လားစားဝတ်နေအတွက်လေအဲ့ဒါမှအနှစ်တွေပေါ့ဝီကဒီလိုကြတော့လေဒသနာစကားတွေထွန်တတ်တဲ့နင်းစီကိုကြည့်ပြီးတော့မစိုးဘူးလို့တွေးမိသွားပြန်ပါတယ်နင်းစီကဝီအတွက်တော့အားကိုးရမယ့်အဖို့ကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ယုံကြည်မိပါတယ်ဝီကိုလမ်းလျှောက်လာရင်ကနေနင်းစီကဒီတိထားတဲ့ဆိုင်လေးတွေကိုပြသပါတယ်ဘယ်စတိုးဆိုင်ကတော့ဝယ်လို့ကောင်းတယ်ဘယ်စတိုးဆိုင်ကဖုန်းကတော့ဖြစ်ဈေးကြီးတယ်စသဖြင့်အဆောင်မှာလည်းဖုန်းရှိရလေဝီအဆောင်ရှိမှလည်း PC ကိုရှိရဒါပေမဲ့ easily ပြောတော့ဘယ်ကောင်းမလဲအဲ့ဒါမျိုးကအဲ့ရပေါ်မှာငြိမ်ပြီးတော့ပြောမှဝီကနင်းစီကိုလမ်းကြည့်မိပါတယ်နင်းစီမှာရေးစားရှိသလားတော့မသိပါဘူးဒီလောက်ခင်မိပြီးတော့တွက်လက်လှပနေတာရေးစားတယောက်တော့ရှိမှာပဲလို့တွေးနေမိပါတယ်ဝီတွေးနေတော့မှပဲခိုးခိရေးတံတစ်ခုထွက်ပေါ်လာပါတယ်နင်းစီကသူ့ရဲ့ဘောင်းမီအိတ်ကက်ထဲကဖုန်းလေးကိုထုတ်လိုက်တော့မှဖုန်းလာနေတယ်ဆိုတာကိုသဘောပေါက်သွားပါတယ်ပြောလေအပြင်မှာမဟုတ်ဘူးကြေးဦးသွားမလို့မလာနဲ့အခုမှ roommate အသက်နဲ့သွားတာညမှပြန်ဆက်လိုက်မယ် Okay see you နင်းစီကဖုန်းကိုထောက်ခနဲ့ပြန်ပေးလိုက်ပြီးတဲ့နောက်ဝီကိုတစ်ချက်လှည့်ပြုံးပြပါတယ်အဆောင်မှာနေရတော့အဆင်ပြေပါပြီစားရေးအတွက်ဘယ်လိုစီစဉ်ထားလဲဝီဘာမှတော့မစီစဉ်ရသေးဘူးနင်းစီရောရင်တို့ကတော့ဝယ်စားရလေမနေ့ breakfast ကတော့အဆောင်မှာပဲကိုယ့်ဟာကိုယ်အဆင်ပြေတယ်လို့စားသွားတာပေါ့ coffee တို့မုတ်တို့ခောက်ဆွဲတို့ဝယ်ထားရလေနေရင်းစာတော့ရုံးဝကန်တင်းမှာစားတယ်ညနေစာကိုတော့ရုံးဝအပြန်လမ်းထဲကထွေးလေးဆိုင်မှာဝင်လိုက်တယ်ဝီလည်းအဲ့ဒီရပဲစားလေအပြန်ကျရင်မိတ်ဆက်ပေးထားမယ်အဲ့ဒီဆိုင်ကတန်လဲတန့်ရှင်းတယ်စေတနာလဲပါတယ်ဆိုတော့6နာရီခွဲလောက်ဆိုလို့ရှိရင်ကုန်ပြီဒီနာတစ်ဝိုက်ကအဆောင်တွေကတော့ထွေးလေးမှထွေးလေးပဲလေဝီကအနင်းစီပြောသမျှကိုခေါင်းတငိမ့်ငိမ့်နဲ့နားထောင်လို့လာပါတယ်။စကားတပြောပြောနဲ့ရှောက်လာကြပြီးတဲ့နောက်ဂျေဦးဆောင်ကိုရောက်သွားကြပါတယ်။ဂျေဦးတောင်းရင်လည်းဒီတစ်ခါမှာတော့ဝီကနင်းစီရဲ့အကြောင်းကိုပြန်ပြီးတော့ဆက်စုဖြစ်ပါတယ်။နင်းစီကရန်ကုန်ကပဲလား။ဟုတ်တယ်။ဒါပေမဲ့ဒီအဆောင်မှာနေတာတော့3နှစ်လောက်ရှိပြီ။ဒီအရှိမအဆောင်3ဆောင်ပြောင်းခဲ့သေးရဲ့လေ။ဝီကဂျေဦးအရေးတစုံကိုခတ်တောင်းရင်းနဲ့မှနင်းစီကိုအံ့ဩသလိုကြည့်မိပါတယ်။တခုခုမေးလိုက်ချင်တော့လဲရုတ်တရက်မေးမထွက်ပါဘူး။သို့တော့နင်းစီကဝီဘာမေးချင်တယ်ဆိုတာကိုသိနေပါတယ်။ရန်ကုန်သူလည်းဖြစ်တယ်ရန်ကုန်မှာလည်းအိမ်ရှိရတာနဲ့အိမ်မှာဘာဖြစ်လို့မနေတာလဲလို့မင်းတွေးမိမှာပဲ။အိမ်မှာမနေချင်လို့ပေါ့ဝီရဲ့ဘာဖြစ်လို့မနေချင်တာလဲလို့ထပ်မေးစရာအကြောင်းရှိမယ်။လောကမှာအကြောင်းတရားတွေကြောင့်အကျိုးတရားတွေဖြစ်လာတာပါဟုတ်တယ်မလား။အိမ်မှာမနေချင်တဲ့အကြောင်းတရားတော့ရှိလို့ပေါ့။နင်းစီကစကားပြောတာကိုခဏနားပြီးတော့အနားကိုရောက်လာတဲ့ဝေတာကိုတခွားမွေးဖြော်ရည်တစ်ခွက်မှာလိုက်ပါတယ်ပြီးတော့ဝေယိုပါဖြော်ရည်တစ်ခုခုတောက်ပါလားဒီဆိုင်ကအသက်သီးတွေဖြော်တာတိတ်ကိုကောင်းတယ်ဝေကြေးဦးနဲ့တင်ဝါနေပါပြီတို့ကတော့မဝဘူးမိန်းကလေးဆိုတာအစာမများစားရတယ်ဒါမှအားရှိပြီးတော့မတော်တဆအသေးကွဲတဲ့အခါဒဏ်ခံနိုင်ပါလေခံနိုင်ရင်ရှိမှာပေါ့ဝီကနင်းစီရဲ့စကားအစမ်းကြောင့်ကြေးဦးကိုငုံတောက်နေရင်ကနေခေါင်းထောင်သွားပါတယ်
လူဆိုတာအချစ်တွေအသေးကွဲတာတွေပါလာရင်အဖော်ညှိစရာမလိုပဲအလိုလိုစိတ်ဝင်စားသွားကြသည်ဖြစ်လေရာဝီကလည်းသူဘာများဆက်ပြောလိမ့်မလဲဆိုပြီးတော့စိတ်ဝင်စားသွားပါတယ်။သို့တော့နင်းစီကအဲ့ဒီအကြောင်းကိုမဆက်တော့ပါဘူး။ခီးသွားဟန်လွယ်ပြောဟန်နဲ့အခုနကစကားကိုပဲပြန်ဆက်သွားပါတယ်။တို့ကအိမ်မှာနေရတာစိတ်မချမ်းသာဘူးဝီရဲ့ဖေဖေကတို့9နှစ်မှဆုံးသွားတယ်။မမေကတို့10တန်းအောင်ပြီးတော့နောက်ယောက်ျားထည့်ယူတယ်။ကလေးလည်းမွေးတယ်။အဲ့ဒီကလေးကိုပဲချစ်တယ်။တို့တန်ရာတွေကိုတော့သူထည့်ပြီးတော့မစင်စားပေးဘူးလေထားပါတော့လေအတူဆုံးပြောရရင်တော့တို့ကအိမ်မာနေဖို့ဘလို့မှအဆင်မပြေဘူးပေါ့အိမ်မာနေခြင်းစိတ်မရှိရလဲကြပါပြီတို့အလုပ်ထဲမှာ stable ဖြစ်တဲ့အချိန်ကအိမ်ကနေဒီကိုဟဲ့လေအဆောင်မှာနေခဲ့ရပေါ့နောက်ဆုံးအဆဆအရာအဆင်ပြေတဲ့အန်တီနာအဆောင်မှာပဲအဆင်ပြေနေတာပေါ့မထင်ရဘူးနော်ဝီရဲ့အဆက်ဆက်မရှိတဲ့စကားကိုနင်းစီကနားမလဲဟန်နဲ့တစ်ချက်ပြုံးပြီးတော့အခုမှလာချပေးတဲ့ဖြော်ရည်ကိုတောက်လိုက်ပါတယ်ဝီကကြေအိုပွဲကြီးတစ်ပွဲသာမကဖြော်ရည်တစ်ခွက်အီချိုချိုကိုပါကုံအောင်တောက်နိုင်တဲ့နင်းစီကိုအံ့ဩနေပါတယ်စားလဲစားနိုင်တဲ့နင်းစီပါလားဒီလောက်စားတာတောင်လှပတဲ့ခန္ဓာကိုယ်လေးဖြစ်နေပါသေးတယ်ဘာလဲတို့ဒီလိုစိတ်ညစ်စရာတွေမရှိဘဲနဲ့ပျော်ပျော်နေတတ်တဲ့သူမို့မထင်ရဘူးနော်လို့ပြောတာလားတချို့လူတွေရဲ့ဘဝကကုန်းကောက်စရာမရှိအောင်မွဲမနေပေမဲ့စိတ်ဆင်းရဲစရာတွေကငမွဲတွေလေတထောင်းစားတွေထက်တောင်မှပိုသေးတယ်ဝီရဲ့တောကကိုလူအစင်တန်နဲ့ဆုံးဖြတ်လို့မရဘူးတို့ကဝမ်းမနေချင်တဲ့သူတွေဒီတော့ပျော်ပျော်ပဲနေရတာပေါ့မင်းချားဘူးလားမသိဘူးစာရေးဆရာကြီးတော်တာဆိုရသူ့ရဲ့ masterpiece ကဟာသားတွေရောအရန်စိတ်ညစ်နေတဲ့အချိန်မှာရေးခဲ့တာတဲ့တချို့လူတွေအတွက်စိတ်ပြေရထွက်ပေါက်ဆိုတာခံစားမှုနဲ့ဆန့်ကျင်တဲ့ထွက်ပေါက်တွေဖြစ်တတ်တယ်လေနင်းစီရဲ့စကားတွေကိုဝေးရီကဘာမှပြန်မပြောနိုင်မဲနဲ့ငေးပြီးတော့နားထောင်နေတဲ့အခါမှာတော့နင်းစီကစက်ခနဲ့ခေါင်းငိမ့်ပြီးတော့ sorry ကွာတို့ dialogue တွေနည်းနည်းပြင်းသွားတယ်မလား sorry စားရတာနင်းသွားရင်လည်းတူတယ်အိုးမနေမအောင်နားထောင်လို့ကောင်းပါတယ်နင်းစီရဲ့ဟာတကယ်လားဒါဆိုတို့ကတော့စက်ရွအောင်ပါပဲနောက်တာပါကွာတချို့ရှိတယ်ကွာအပေါ်ရံမှာပျော်ပျော်နေတတ်ပေမဲ့ရင်ထဲမှာတကယ် feel တွေရှိနေတတ်တယ်လေတို့ကအဲ့လိုလူစားမျိုးပဲမင်းရောဝီရလားဝီကအဲ့ဒီအချိန်မှာဝီကမောင်ဘာကြောင့်ဖြတ်ခနဲတတိယသွားတာလဲမသိပါဘူးဝီကကိုဘယ်လိုလူစားမျိုးလဲဆိုတာတခါမှမတွေ့ခဲ့ဘူးပါဘူးတာမန်တမန်မိန်းကလေးတယောက်လို့သာထင်ပါတယ်ကျော်မောလာပါတဲ့ရုပ်ရည်ကြောင့်ချစ်ခင်နေတဲ့သူတွေရှိပေမဲ့အဲ့ဒါဟာလည်းဘာမှထူးခြားတဲ့ကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်လောလောဆယ်ထူးခြားတာကတော့ဝီရန်ကုန်တို့ရောက်လာခြင်းပဲဖြစ်ပါတော့တယ်ရန်ကုန်တို့ရောက်လာတာကလည်းဝီရဲ့ရင်ထဲကကြီးစွာသောအချက်စိတ်ကြောင့်ဖြစ်ပါတယ်ချစ်သူနဲ့ခွဲခွာနေရတဲ့အလွမ်းတန်ကိုမခံစားနိုင်တာတခုတည်းနဲ့ဝီကရန်ကုန်မြို့ကိုခြေချဖို့စူးစမ်းခဲ့သူဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဝီကချစ်သူကိုအင်မတန်မျက်နှာချစ်ခင်တဲ့မိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်ဝီဟာအလွန်ချစ်တဲ့မိန်းကလေးတစ်ယောက်ဆိုတာကိုထင်တာဖြစ်ပါတယ်ဝီဟာတိတ်ချစ်တဲ့သူတစ်ယောက်လို့တို့ကတော့ထင်တယ်ဟာကြိုက်ပြီကွာဝီရဲ့စကားကိုနင်းစီကအားပါတရထောက်ခံလိုက်တဲ့အခါမှာဝီတော်တော်ကျေနပ်သွားပါတယ်ဝီကစေကျော်သက်အရွယ်မနူးမနက်လေးမဟုတ်တော့ပေမဲ့ချစ်တတ်မှုစွမ်းအားကတော့အကောင်းဆုံးအရွယ်ဖြစ်ပါတယ်သို့တော့နင်းစီဆက်ပြောလိုက်တဲ့စကားကြောင့်စားလက်စကြီးအိုတောင်တီးထွက်တော့မလို့ဖြစ်သွားပါတယ်တိတ်ချစ်တဲ့သူတွေဆိုတော့တော်တော်အသေးခွဲရမှာပေါ့နှင်းစီကလည်းဘလို့ကြီးလဲဝီရဲ့သဘောမတူတယ်လို့အပြောကိုနှင်းစီကခွင့်လွန်နားလဲတဲ့အပြုံးမျိုးနဲ့ခေါင်းတဆက်ညှိပြီးတော့ဝီကိုကြည်ရတာတိတ်ချစ်တတ်မဲ့ပုံမှာချစ်တတ်တာကောင်းပါတယ်သူများတွေအတွက်ကောင်းတာပေါ့ကို့အတွက်တော့မကောင်းဝီကိုစားတွေ့ခြင်းလေးမှာပဲစကားလေးတစ်ခွန်းလက်ဆောင်ပေးလိုက်မယ်အချစ်ဆိုတာလိမ္မာရင်ကို့ဖို့မလိမ္မာရင်သူများဖို့ဟုတ်ပြီလားသိချမှတ်ထားနော်ကဲဝီစားပြီးပြီဆိုရင်ရှင်းလိုက်တော့မယ်နော်သူမကပြောဆူဆူနဲ့ပတ်စံအိတ်ကိုဖွင့်လိုက်တော့မှဝီကကြပြကြရတားဖို့တတိယပါတယ်သို့တော့နင်းစီကခေါင်းအောင်ရမ်းပြီးတော့လက်ကပြပါတယ်လူမရှင်းမနဲ့ဝီဒီလိုမျိုးဆိုတို့ရှက်တယ်သီလားမပူနဲ့နော်နောက်တစ်ခေါက်စားလို့ရှင်မင်းသေးစားပေါက်ရှင်းရမှာအဲ့ဒီအပြောကြောင့်ဝီကစွတ်မရှင်းပြတော့ပါဘူးကျေးဦးဆိုင်ကအပြန်လန်းမှာတော့နှင်းစီကစားအုပ်ဆိုင်ဝင်ပြီးတော့စားအုပ်ဝင်ကားပါတယ်ဝီကိုယ်တိုင်ကလည်းစာဖတ်ဝါသနာပါတဲ့သူမို့စာအုပ်ဝင်ကားဖြစ်ပါတယ်အဲ့ဒီနောက်နှစ်ယောက်သားဟာဘိုင်လဲလေးနေတာကြောင့်စကားသိမ့်မပြောပြတော့ပါဘူးအဆောင်သားရောက်ခါနေမှနှင်းစီကဝီကိုကောက်ခါငင်ကထမိပါတယ်အခုချစ်သူကဝီရဲ့ first လက်လားသူ့မိကုံကရေးစားရှိလာတွေဘာတွေမဟုတ်ဘဲနဲ့အပီကြီးအပိုင်ကြီးရုတ်တရက်ဖြတ်မိခြင်းခံလိုက်ရတဲ့အခါဝီလည်းအငိုင်းမိပြီးရဲ့နောက်ဟုတ်တယ်လို့ရောင်ရမ်းပြီးတော့ဖြေမိသွားပါတယ်ပြီးတော့မှကိုရိုင်းမကျေနပ်စွာနဲ့ဘာဖြစ်လို့လဲလို့ပြန်မေးမိတဲ့အခါမှာနှင်းစီကခေါင်းကိုအသာရမ်းပြပြီးတော့မှfirst let ဆိုတော့အရန်ချစ်တတ်တာသဘာဝကျပါတယ်လို့ဝ
ဝီကအဲ့ဒီစကားကိုဘာမှပြန်ပြီးတော့မချေပမိပေမဲ့ရှင်ထဲမှာတော့တိတ်တခိုးကြိတ်ပြီးတော့ထောက်ခံလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်ဝီပြောပါတယ်။အခြေရဲ့မျက်နှာကိုပြန်လဲတွေးဆုံရတော့မှာမို့ဝီရဲ့နှလုံးသားတွေမှာတတိတ်တိတ်ခုန်လို့နေပါတော့တယ်။တကယ်တမ်းလာခဲ့ရတဲ့အခါဝီထံမှာထင်သလောက်တတိမရှိတော့ဘဲနဲ့ရှက်တလို့ကြောက်တလို့ဖြစ်လို့နေပါတယ်။ဝီနေတဲ့အဆောင်နဲ့မောင်ရှိတဲ့တိုက်ခန်းတို့မှာတိတ်ပြီးတော့မဝေးပါဘူး။မောင်ကသူ့တငယ်ချင်းတစ်ယောက်နဲ့အတူတိုက်ခန်းငှားနေတာဖြစ်ပါတယ်။မောင်ကသူ့ဦးလေးတစ်ယောက်ရဲ့စက်ရုံမှာအလုပ်တင်အဖြစ်ဝင်လုပ်ပေးသူဖြစ်ပါတယ်။ရန်ကုန်ရောက်နေတာနှစ်ကျော်လောက်ရှိပြီဖြစ်ပြီးတော့တိုက်ခန်းငားနေတာတိတ်မကြသေးဘူးလို့ပြောပါတယ်။ဘာပဲပြောဝီရောက်နေတာကိုကြိုမပြောတာကမောင်ကို surprise လုပ်ချင်လို့ဖြစ်ပါတယ်။ဝီနဲ့မောင်ကစာနဲ့တော်၎င်းဖုန်းနဲ့တော်၎င်းအဆက်အသွယ်ရှိခဲ့ကြပေမဲ့လေဝီကရန်ကုန်မှာအလုပ်လာလုပ်တော့မယ့်အကြောင်းကိုမောင်ကိုရိတ်ဖမ်းတန်ဖမ်းလေးတောင်အသိမပေးခဲ့ပါဘူး။စာထဲမှာဖုန်းထဲမှာဝီကိုဘလို့လွမ်းကြောင်းဘလောက်ချက်ကြောင်းချွဲနေထားတဲ့မောင်ကိုထင်မှတ်မထားတဲ့အံ့ဩဝမ်းသာမှုကြီးကိုပေးကျင်သောကြောင့်ဖြစ်ပါတယ်။အခုလဲလိမ့်စာသာသိပြီးတော့တခါမှမရောက်ဘူးသေးတဲ့မောင်တိုက်ခန်းကိုတက်သွားဖို့ကလက်တွန့်နေပြီဖြစ်ပါတယ်။ဘယ်လိုလုပ်ရပါမလဲ။ဝီကမောင်နေတဲ့လမ်းထဲကိုတက္ကစီငားပြီးတော့လာခဲ့တာဖြစ်ရာကားကိုလမ်းထိပ်မှာပဲရက်ခိုင်းလိုက်ပြီးတဲ့နောက်လမ်းထဲကိုအေးအေးဆေးဆေးရှောက်ဝင်ပြီးတော့လာခဲ့ပါတယ်။ဝီကတော့ကိုအတွင်းနဲ့ကိုစီစဉ်လာတာဖြစ်ပါတယ်။အခုမှ၈နာရီတောင်မထိုးသေးတာကြောင့်မောင်ဟာသူ့အခန်းမှာပဲရှိဖို့သိကြပါတယ်။စက်ရုံကိုသူက၈နာရီခွဲလောက်မှသွားတတ်တယ်လို့ဝီကသိထားပါတယ်။ဝီကတိုက်ခန်းအပေါ်ကိုလည်းတက်မသွားချင်တာကြောင့်မောင်နေတဲ့တိုက်ရှိကိုရောက်သွားတဲ့အခါမှာအကြံကောင်းတစ်ခုကိုရသွားပါတယ်။ကန်ထရိုက်တိုက်ကြီးရဲ့လေကားကိုအတိအကျလမ်းမြင်နိုင်တဲ့တစ်ဖက်လမ်းမှာရှမ်းခောက်ဆွဲဆိုင်တစ်ဆိုင်ရှိတဲ့အခါကြောင့်ဝီကအဲ့ဒီဆိုင်ကပဲရှမ်းခောက်ဆွဲဆိုင်ရဲ့နဲ့စောင့်ဖို့စိတ်ကူးရသွားပါတယ်။မောင်ဆင်းလာရင်ဝီကလမ်းခေါ်လိုက်ရုံပဲပေါ့။အဲ့ဒီအတွင်းနဲ့ဝီကမောင်နေတဲ့တိုက်နဲ့မျက်စောင်းတို့မကြတကြမှာရှိတဲ့ရှမ်းခောက်ဆွဲဆိုင်လေးကိုဝင်လိုက်ပါတယ်။ရှမ်းခောက်ဆွဲမှာထားရင်မှဝီကလေကားလေးကိုစိုက်ကြည့်ပြီးတော့ရင်နေတတိတ်တိတ်ခုံလာပါတယ်။မောင်ကိုမတွေ့ရတာတစ်နှစ်လောက်ရှိတော့မယ်ဖြစ်ပါတယ်။အရင်က4-5-6လမှာတစ်ခါလောက်ပြန်လာတတ်ပေမဲ့နောက်ပိုင်းအလုပ်တွေများလို့ပါဆိုပြီးတော့ပြန်ရောက်မလာတော့ပါဘူး။ဒါပေမဲ့မောင်ကိုဝီယုံပါတယ်။စက်ရုံကြီးတစ်ခုမှာမန်နေဂျာတယောက်ဖြစ်လာမဲ့မောင်ကတနေ့တကြီးမှာစူးစမ်းလှုပ်ရှားနေရဲဆိုတာကိုနားလဲပါတယ်။ပြီးတော့မောင်ကဝီကိုဂယူတစိုက်ရှိလာပါတယ်။ဖုန်းကိုပုံမှန်ဆက်ပြီးတော့လူကြုံရှိရင်ရှိသလိုလက်ဆောင်ပစ္စည်းတွေလည်းထည့်ပေးတတ်ပါတယ်။လူချင်းဝေးနေပေမဲ့ဝီတို့ရဲ့ဆက်ဆံရေးကကျဲကြောင်မသွားပါဘူးဝေးကွာမသွားပါဘူးအလွမ်းတွေကတရရတိုးပြီးတော့အချစ်တွေသာဖြစ်စေပါတယ်မောင်ကဝီနဲ့နီးစပ်ခွင့်ရအောင်ဘဝရှိရေးအတွက်စူးစမ်းနေတာတဲ့အခုတော့တဘဝတည်းပေါင်းဆက်ခွင့်မရအောင်နီးစပ်နီးနားတဲ့နေရာလေးတစ်ခုကိုဝီကရောက်လာခဲ့ပြီဖြစ်ပါတယ်ဝီကအဲ့ဒီအတွေ့ကိုကြည်နူးစွာခန်းစားမိရင်းနဲ့လက်မအနာရီကိုတစ်ချက်ကြည့်လိုက်မိပါတယ်၈နာရီထိုးပြီး15မိနစ်လောက်ရှိပါပြီတိတ်မဆောင်တော့ပါဘူးဝီကရှမ်းခောက်ဆွဲတဲ့ကော်ဖီကိုအေးအေးဆေးဆေးစားတော့ရင်နဲ့အတွေးထဲမှာအစီအစဉ်တွေကိုချနေမိပါတယ်မောင်ကိုတွေးရင်ရုံးလိုက်ပို့ခိုင်းမယ်ညနေမှာအထူးထူးပြန်နေရင်းနဲ့တနေ့ကအနည်းစီနဲ့အထူးထူးစားခဲ့တဲ့ကြေးအိုးဆိုင်လေးကိုသွားစားကြမယ်အပြန်ကြရင်အနည်းစီပိုပါပါဆယ်ဆွဲသွားမယ်ဆိုတဲ့အတွေးနဲ့အစီအစဉ်တွေဆွဲနေတဲ့ဝီကကြည့်နေကြအတိုင်း2မိနစ်ကိုတစ်ခါလောက်မျက်လုံးကလေကားစီကိုရောက်သွားတတ်လိမ့်လေကားရင်းကတန်ပန်းတကားကိုဖွင့်ပြီးတော့ထွက်လာတဲ့စုံတွဲတွေကိုမြင်လိုက်ရပါတယ်ဒီစုံတွေကဝိရီကအဲ့ဒီအတွဲမှာယောက်ျားလေးတစ်ယောက်ကိုမြင်လေကန်လက်စတူနှချောင်းကအောက်ကိုဒုက္ခနဲ့ပြုတ်ကျသွားပါတယ်ဖျားကြီးအဲ့ဒါမောင်မလားဝိရီရဲ့ချစ်တော်မောင်ကကောင်မလေးတစ်ယောက်ရဲ့ပခုံးကိုဖက်ပြီးတော့ပြုံးရွှင်စွာရှောက်လို့လာပါတယ်ပထမတော့ဝိရီကအဲ့ဒီမြင်ကွင်းကိုကြက်သေးသေးပြီးတော့ကြောင်ပြီးတော့ကြည့်နေမိပါတယ်နောက်တော့မောင်တို့စုံတွေကရှမ်းဆိုင်ရှိရာကိုဥတီလာတာကြောင့်ဒီတော့မှပဲဝိရီကကြပြကြရနဲ့ထိုင်ကုန်ကနေထားရမိပြီးတော့အမလက်ထရင်သွားကြလို့ပါဆိုင်ရှင်အမကြီးကဝီရဲ့အတုံတုံအလှုပ်လှုပ်ပုံစံကိုအန်ဒီရဲ့တော်တော်ကြီးချောင်းတတ်မှတ်လိုက်ပုံရပြီးတော့အော်ညီမလေးနောက်ထဲဝင်သွားလိုက်လေရရနော်သွားမှောင်နေရင်မိခလုတ်ဖွင့်လို့ရရနော်ဝီကဘာမှတောင်ပြန်မပြောနိုင်မဲနဲ့နောက်ထဲကိုခြေကုံတုပ်ပြီးတော့ပြေးခဲ့ပါတယ်နောက်ထဲမှာအိမ်သားရဲတို့လည်းမဝင်နိုင်မဲနဲ့အပြင်ဘက်မှာပဲရှင်ကိုဖိပြီးတော့အမောဆုံနေပါတယ်မြင်ခဲ့ရတဲ့မြင်ကွင်းကိုမယုံနိုင်လွန်းတာကြောင့်ဝီဟာဒါဟာမောင်မဖြစ်ပိုင်ပါဘူးလို့ကိုညာနေမိပါတယ်ဒါပေမဲ့ရင်ထဲကနှစ်ကာချစ်မြတ်နိုးခဲ့ရတဲ့ချစ်သူကိုမှားစရာအကြောင်းမရှိဘူးဆိုတာလဲကိုသိပါတယ်ဘလို့ဖြစ်တာလဲမောင်ရဲ့ဝီကအဲ့ဒီမိကုံကိုရင်ထဲမှာတောင်အထက်အခါကမင်းနေမိပြီးတော့အခြေအနေတွေကိုနားမလည်စွာနဲ့နှလုံးသားအနေနာကျင်အောင်မြင်လို့လာပါတယ်ဝီရဲ့အလက်မှာမျက်နှာကိုဒူးရင်သီးနဲ့ဖျက်ရိုက်ခြင်းခံလိုက်ရတယ်လို့ပဲနားလဲနာပြီးတော့ဆူရှာအောင်မြင်လာပါတယ်
သူများကို surprise လုပ်ချင်တဲ့ဝီရီကကိုယ်တိုင် surprise ပြန်ဖြစ်ပြီးတော့မရှူနိုင်မကင်နိုင်ဖြစ်လို့နေပါတယ်။ဒီမိန်းကလေးဟာမောင်နဲ့ဘလို့များပတ်သက်နေပါလဲ။မောင်ကပခုံးကိုသွားဖတ်ထားတဲ့မိန်းကလေးကတငယ်ချင်းတော့မဖြစ်နိုင်ပါဘူး။ဒါဆိုညီမလားညီမဆိုရင်လည်းဘင်္ဂလားညီမသာဖြစ်ဖို့များပါတယ်။တရက်ထဲတစ်မျိုးထဲမှာကြီးပြင်းလာတဲ့ဝီရီကမောင်ရဲ့ဆွေမျိုးသားချင်းတွေကအစအားလုံးကိုသိပါတယ်။ဒီမိန်းကလေးကမောင်ရဲ့ညီမလည်းမဟုတ်ပါဘူး။သူမကိုဝီတခါမှလည်းသိလည်းမသိပါဘူး။ဒါပေမဲ့သူတို့ပုံစံဟာမောင်နှမပုံစံလည်းမဟုတ်တာတော့ဘသူ့ကိုမေးမေးသိနိုင်ပါတယ်။နေပါဦးဒီအချိန်ဟာမနက်စောစောလို့ပြောရင်လည်းရတဲ့အချိန်ပေါ့ဝီတောင်တက်သွားဖို့မဝင်ရတဲ့တိုက်ခန်းပေါ်ကိုဒီမိန်းကလေးကဘယ်အချိန်ကလေးကရောက်နေခဲ့ပြီးတော့အခုမှဆင်းလာရတာလဲဝီကအတွေးတွေမေးခွန်းနဲ့များစွာနဲ့မျက်ရည်တွေရှုပ်ဝဲလာပြီးတော့စုံနဲ့ကြေကွဲလာပါတယ်စိတ်ရှိလက်ရှိအော်ဟစ်ပြစ်ချင်စိတ်တို့ကိုအထူးပဲထိန်းချုပ်ထားပြီးတော့တေချာချင်တဲ့နှလုံးသားနဲ့နောက်ဖေးကနေပြီးတော့မိဖို့ကြောင့်ချက်ပြုတ်ပြင်ဆင်တဲ့နေရာကိုတရွေ့ရွေ့တိုးကပ်သွားမိပါတယ်မိဖို့ထဲမှာမုံပွဲတွေပြင်နေတဲ့မိမကြီးကဝီကိုနားမလဲသလိုပုံစံနဲ့ငဲကြည့်ပါတယ်ဝီကဘာမှဂရုမစိုက်နိုင်တော့ဘဲနဲ့တရုတ်ကက်မှန်ကြားကနေမောင်နှုတ်ဆောင်တွေကိုချောင်းကြည့်နေမိပါတယ်။မောင်ကိုဘေးတစောင်းအနေထားနဲ့တွေ့ရတာကောင်မလေးကိုတော့တက်တက်လမ်းမြင်လို့နေရပါတယ်။ကောင်မလေးကဝီထက်ငယ်ပုံရပြီးတော့ခက်သက်သက်ပုံစံလေးဖြစ်ပါတယ်။ရွှေရောင်စပင်းလေးနဲ့မောင်ကိုရှိကမောကနဲ့မုံနဲ့စကားပြောနေပါတယ်။မောင်ကကောင်မလေးတောက်ဖို့ကော်ဖီကိုအကြအနဖြောပေးပြီးတော့ကောင်မလေးကတော့မောင်ရဲ့လက်မောင်းကိုကင်လိုက်စပင်းကိုတက်တင်ပေးလိုက်နဲ့ပြာများကအလှရှုံနေပါတယ်။မောင်ကိုပြောဆိုဆက်ဆံနေပုံကဝီထက်တောင်ပိုင်နိုင်တဲ့သဘောရှိပါတယ်။ဝီတောင်မောင်ကိုတေလူအောင်ချစ်တော်လေလူရှိသူရှိမှအဲ့ဒီလောက်ကြီးတရင်တနည်းမနေပါဘူး။မောင်ကသာလူရှိသူရှိလဲယူရရနေပြတာကြောင့်ဝီကတောင်ရှက်ရွံ့စွာတားခဲ့ရသေးတာဖြစ်ပါတယ်။ဝီကမောင်နဲ့ကောင်မလေးတို့မနှက်စာအတူတူရှင်တွဲစားနေတဲ့မြင်ကွင်းကိုကြည့်ပြီးတော့မျက်ရည်တွေရက်တိုင်းလာပါတယ်။အဲ့ဒီအနားကိုပဲသွားပြီးတော့မောင်ကိုခေါ်လိုက်ရမလားမသိချင်အောင်ဆောင်လိုက်ရတော့မလားစသဖြင့်ဘာမှတည်တည်ကြကြမဆုံးဖြတ်နိုင်ပဲဝေဝါးထွေပြားနေပါတယ်။သမီးဘာဖြစ်လို့လဲအခက်အခဲတစ်ခုခုရှိရင်ပြောနော်မုံပွဲတွေပြင်နေတဲ့အန်တီကြီးကဝီရီကိုအကဲခံရင်းနဲ့လမ်းပြောပါတယ်ဝီရီကရင်တိုင်းနေတဲ့မျက်ရည်စားတွေကိုအသာပုတ်ထုတ်ပြီးတော့လေချောင်းထဲမှာစိုးနေနေရကြောင်းဘာစကားမှပြန်မပြောနိုင်ပါဘူးရှင်းနေနောက်စပွဲထိုးနေတဲ့အမျိုးသမီးကစားလက်စပကံတွေကိုဒီတိုင်းထားခဲ့တဲ့ဝီရီကိုကွက်ကြည့်လုပ်နေပါတယ်အခြေအနေကိုနားလေသဘောပေါက်ဟန်နဲ့ညီမလေးရဲ့ပကံကိုနောက်ထဲယူတာပေးရမလားရပါတယ်အမကျေးဇူးပါပဲကျမဒီနားမှာခဏလောက်နေပါရစေနော်အဲ့ဒီအမျိုးသမီးကဝီရီကိုတနာသွားပုံနဲ့ခေါင်းတစ်ချက်ညှိပြပါတယ်သူမရဲ့မျက်ဝန်းတွေကဝီရီရဲ့အခြေအနေကိုနားလည်ရှိမိနေတဲ့ပုံစံမျိုးဖြစ်ပါတယ်ဝီရီကဆက်စားခြင်းစိတ်လည်းမရှိတော့တာကြောင့်အနားမှာရှိတဲ့အန်တီကြီးကိုပတ်စံထုတ်ရှင်းလိုက်ပါတယ်အန်တီကြီးကဝီရီကိုဂယုဏသက်တယ်လို့တစ်ချက်ကြည့်ပြီးတော့အဲ့ဒီအတွေ့ရတော့ခဏလာစားတတ်တယ်ဝီရီကမျောလင်းဆက်တောက်ပါတဲ့မျက်လုံးတွေနဲ့အန်တီကြီးကိုဖြတ်ခနဲမောကြည့်လိုက်ပါတယ်ဟိုသူတို့ကဘာတော်လဲအန်တီတကယ်တော့အဲ့ဒီမိကုံကဝီရဲ့ပါဇက်ကနေတုံလုံးချစွာထွက်မိထွက်သွားတာဖြစ်ပါတယ်။အမှန်ဆိုရင်မေးစရာတခြားမိကုံတွေအများကြီးရှိပါတယ်။တွေးတာကြပြီလားကောင်မလေးကဘာတူလဲအဲ့ဒီကောင်မလေးရောတိလားစသဖြင့်မေးရမှာဖြစ်ပါတယ်။သို့တော့ကမောက်ကမနိုင်တဲ့ဝီရဲ့မိကုံအတွက်အဖေကအစင်သစ်ရှိနေပါတယ်။ယူပြီးသားသမီးရဲ့လင်မယားတော့မဟုတ်ဘူးဒါပေမဲ့ရနေပါပြီ။အဲ့ဒီစကားကဝီရဲ့နားထဲမှာဘုံပေါက်တယ်လို့ပေါက်ကွဲသွားပါတယ်။အဲ့ဒီအန်တီကြီးရဲ့အဖြေစကားကဝီရဲ့ရှင်ကိုအသွားထက်တဲ့ဓားသွားနဲ့လှစ်ခနဲခွဲလိုက်တယ်လို့ရှိပါတယ်။ပြောလိုက်တာကဘာမှမဖြစ်တယ်လို့ပေါ့ပါလေးဖြစ်ပေမဲ့ဝီရဲ့ရှင်ခွင်ကတော့လှစ်ခနဲကွဲသွားပြီးတော့ငုံကြည့်လိုက်တဲ့နှလုံးသားတစ်ခုလုံးမြေကြီးပေါ်ကိုပြုတ်ကျသွားခဲ့ပြီလို့ခံစားရတာဖြစ်ပါတယ်။ဝီကခွေရိုင်းခြင်းတလို့ဖြစ်လာတဲ့ဒူးတွေကိုမနှဲထိန်ထားပြီးတော့မောင်တို့အတွဲကိုအာယူပြီးတော့အလန့်ကြည့်လိုက်ပါတယ်။မောင်ရဲ့မျက်နှာဟာချုံမြပြုံးရွှင်နေပြီးတော့ကောင်မလေးကိုကျဉ်နာနာရှိလာပါတယ်။စပင်လေးတွေကိုတက်တင်ပေးလိုက်ရင်နှွေးချမ်းငှဲ့ပေးလိုက်တီရှူးထုတ်ပေးလိုက်နဲ့တလောကလုံးမှာနှစ်ယောက်တည်းရှိနေတဲ့ပုံစံမျိုးဖြစ်ပါတယ်။သမီးကဘာသိကြလို့လဲ။အဲ့ဒီကောင်လေးကဒီရှိရတိုက်6လွာမှာငှားနေတာသမီးရဲ့ဟိုရှိစားပါအန်တီကျမနေရလာတာပါဝီကကို့ကိုပါတမျိုးထင်သွားမှဆိုတာကြောင့်အမြန်ဖြေရှင်းလိုက်ရပါတယ်။အန်တီကြီးကခေါင်းတငိမ့်ငိမ့်နဲ့ပေါ့ဒါဆိုလဲစုံစမ်းလေးလာပေါ့သမီးရဲ့သူတို့နှစ်ယောက်ကတော့သမီးစားမကတော့တာသိကြတယ်။သူများတန်းသမီးကိုပြောရတာလည်းမကောင်းပါဘူး။အဲ့ဒီကောင်မလေးကကောင်လေးရဲ့တိုက်ခန်းကိုခဏလာတယ်ကွ။ညဘက်တီလည်းတွေ့ရတော့အဲ့ဒီမှာအိတ်တယ်လို့ပဲ။မနေ့ကျတော့မှအတူတူဆင်းလာကြတာတွေ့ရတယ်။ဝီကတဆက်တုံရင်နေတဲ့နှက်ခမ်းနေနဲ့သူတို့ကကြာပြီလားယင်အန်တီကောင်မလေးကိုစမြင်ဘူးတော့6လလောက်ရှိပြီနဲ့တူတယ်
သတင်းကြိုလောက်ကဆိုတော့ဒီကိုရောက်လာတာတော့3လလောက်ရှိပြီသမီးရဲ့ဟိုကောင်လေးရဲ့တိုက်ခန်းမှာသူ့တငယ်ချင်းရှိရမဟုတ်လားအိုးရှိလေဒီလိုပဲလာနေတာပဲကွယ်အဲ့ဒီတငယ်ချင်းကလည်းတခါတလေပျောက်သွားတတ်တာပဲဝီကအော်ဆိုရဲစကားကိုရင်ထဲမှာသာမြေတန်းနိုင်ပါတယ်အမှန်မရှိတဲ့မျက်လုံးတွေကသူတို့စုံတွဲထံကိုတခါထပ်ပြီးတော့ကြည့်မိသွားပြန်ပါတယ်စားတော့ပြီးကြတဲ့သူတို့စုံတွဲကပတ်စံရှင်းနေပြီဖြစ်ပါတယ်ပြီးတော့သူတို့နှစ်ယောက်သားဟာတယောက်လက်ကိုတယောက်ဆုပ်ကင်ပြီးတော့ဆိုင်ထဲကနေပြုံးရွှင်စွာပြန်ထွက်သွားကြပါတယ်ဝီကထုံနေတဲ့ခြေထောက်တွေကိုတရွတ်ဆွဲတယ်ပြီးတော့စာအပြင်ဘက်ကိုအသက်မရှိသူလိုလွင်မျောထွက်လာခဲ့မိပါတယ်။မောင်တို့ကိုယ်တိုင်လည်းမြင်တွေ့ခဲ့ရတယ်။သူတို့အခြေအနေကိုလည်းပတ်ဝန်းကျင်ထံမှနားနဲ့ဆက်ဆက်ကြားခဲ့ရပြီးတဲ့နောက်ဝီဘာလို့ရတော့မလဲဆိုတာကိုမသိဘူးဖြစ်နေပါတယ်။အခုချိန်မှာဝီအလုတ်ချင်ဆုံးအလုတ်တစ်ခုကတော့အဆောင်ဝကတင်ပေါ်ကိုဒိုင်ပင်ပြစ်ပြီးတော့ခေါင်းအုံနဲ့မျက်နှာအက်ကအားပါရငိုပစ်ချင်တာပဲဖြစ်ပါတယ်။ဒီပုံစံနဲ့ရုံးသွားဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလို့ကိုသိပါတယ်။ဝီကတွေ့တဲ့တက္ကစီကိုအမြန်တားပြီးတော့အဆောင်ကိုပြန်လာခဲ့ပါတယ်။အဆောင်ရောက်တဲ့အခါမှာတော့အနှင်းစီမရှိပါဘူး။မရှိတာပဲကောင်းပါတယ်။ဝီကအိတ်ကိုပြစ်ချပြီးတော့ကတင်မော်ပြစ်လဲကအားရပါရငိုကြွေးမိပါတယ်။ရင်ထဲမှာခံစားနေရတဲ့ခံစားချက်ကဘာနဲ့မှမတူဘဲနဲ့အင်မတန်ဆိုးရွားပြင်းထန်လာပါတယ်။ဝီချစ်ခဲ့တဲ့မောင်ကဝီကိုတစ်ချိန်လုံးပြပြကြီးလိန်ညာလဲဖျားနေကြတာဖြစ်ပါတယ်။လုံးဝဟာကွက်မရှိပါဘူး။ဒီဘက်မှာကျတော့လေတာမန်ထက်မကတဲ့ပတ်သက်ဆက်ဆံမှုမျိုးနဲ့မိန်းကလေးတယောက်ကိုတွဲနေခဲ့ပါတယ်။မောင်ဘလို့များစဉ်းစားဆုံးဖြတ်ထားပါလိမ့်။မျောလင့်ခြင်းများစွာကိုရင်ဘတ်နဲ့အပြည့်သေးဆောင်လာခဲ့တဲ့ဝီရဲ့နှလုံးသားကဒီနေ့မနက်ခင်းမှာလှပပကြီးကြာကွဲခဲ့ပြီးဖြစ်ပါတယ်။ဝီကအဲ့ဒီနေ့တစ်နေ့လုံးအသေးကွဲတာထမင်းတောင်မစားနိုင်ပါဘူး။ခောက်ဆွဲပြုတ်တပကံသာတောက်ပြလိုက်ပါတယ်။ရှင်ထဲမှာခံစားရတာတွေကအပြည့်အသိဖြစ်နေတာကြောင့်မွန်းကျက်ပိတ်လောင်နေပါတယ်။ဒီချိန်မှာတယောက်ကိုရှင်ဖွင့်ပြောပြချင်လို့လာပါတယ်။အသေးနှလုံးကနာကျင်ပြီးတော့ငိုရတာကြောင့်ခေါင်းတွေလည်းကိုက်လို့လာပါတယ်။တနေ့လုံးအိတ်လိုက်ငိုလိုက်နဲ့ညနေဆောင်မှာတော့ကတင်ပေါ်မှာငူငူကြီးထိုင်နေတဲ့ဝီကိုရုံးကပြန်လာတဲ့နှင်းစီကမြင်တွေ့သွားပါတယ်။မြင်လိုက်တာနဲ့အပူသေးရုပ်ပေါက်နေတဲ့ဝီကိုနှင်းစီကအံ့ဩသလိုကြည့်ပြီးတော့အနားကိုတိုးကပ်လာပါတယ်။ဝီဘာဖြစ်လို့လဲ။ဝီမင်းဘာဖြစ်လာတာလဲ။တခုခုဖြစ်နေရမလား။တို့ကိုပြောနိုင်ရင်ပြောပါတို့ဘာကူညီရမလဲ။ဘာမှမဖြစ်ပါဘူး။မေးတော့မှပဲငိုချင်းရဲ့လက်တို့ဖြစ်နေတဲ့ဝီကမျက်ရည်တစ်ပေါက်တစ်ဖက်ကနေလှိမ်ကနေကျဆင်းသွားပါတယ်။ဝီရဲ့ပုံစံကိုနင်းစီကတစ်ချက်စိုက်ကြည့်ပြီးတော့မင်းကြီးစားနဲ့ပြဿနာတစ်ခုခုတက်လာလို့လားဝီ။ဒါမှမဟုတ်သူမင်းကိုသစ္စာဖောက်နေတာကိုမျက်ဝါးထင်ထင်တွေးခဲ့ရလို့လား။ဟုတ်လားဝီ။တို့အသေးချာကြည့်စမ်းပါဝီရဲ့မင်းအခုခံစားခဲ့ရတယ်လို့တို့လည်းတစ်ချိန်လုံးကခံစားခဲ့ဘူးတဲ့။တို့တော့ကမင်းထက်ဆိုးပါတယ်ဝီ။မင်းတို့အခန်းထဲမှာချိန်ငိုတဲ့အစ်မျိုးတောင်မဟုတ်ပါဘူးကိုဒုက္ခပေးတဲ့အထိမိုင်မဲခဲ့မိတာပါဘဝတစ်ခုလုံးရေစုံမျောမတက်အသေးခွဲခဲ့ရတာပါမင်းလိုပဲတို့ရီစားကလည်းရဆက်ဆက်သစ္စာဖောက်သွားတာပါဝီကဘဝတူဖြစ်နေတဲ့နှင်းစီကိုတစ်ချက်မော့ကြည့်မိပါတယ်နှင်းစီရဲ့မျက်လုံးတွေထဲမှာဝမ်းနဲ့ကြေကွဲရိတ်တွေကိုရှာမတွေ့ရတော့ပေမဲ့လေနာကြီးရိတ်တွေကတော့လက်ဆက်သစ်လွင်ကတစ်ဖြက်ဖြက်လက်နေစေလို့ထင်ရပါတယ်မင်းခံစားနေရတာထက်တို့ကအစာပေါင်းများစွာပိုးခဲ့တဲ့ဝီဒါပေမဲ့အခုတို့ပုံစံကိုမင်းမြင်နေမှာလား Don't care နောက်ဆုံးတော့အချိန်တစ်ခုပါပဲဝီရဲ့အချိန်ရဲ့အဆုံးဖြတ်အောက်မှာအားလုံးပြီးစီးကြရတယ်အားလုံးစတင်ကြရတယ်ဘာမှမမြဲဘူးကဲဒါတွေခဏထားလိုက်ပါမယ်ဒီမှာဝီမင်းကမနေ့တနေ့မှနေရရောက်လာတဲ့သူပါရောက်ခါစားမင်းမျက်နှာလေးကိုတို့တတိထားမိတာရွှင်လန်းတက်ကြွတယ်အိမ်ကိုခွဲခွာလာရလို့ဝမ်းနဲ့လွမ်းဆွတ်တဲ့ပုံစံမျိုးမြင်မှလုံးဝမတွေ့ရဘူးမျောလင်းစက်တစ်ခုနဲ့တောက်ပနေတယ်မျောလင်းချက်တွေဆုံးရှုံးပျက်စီးရရင်သူများထက်ပိုပြီးတော့နာကျင်ခံစားရတယ်ဝေးရီအခုမင်းမရင်ဖွင့်တိုင်ပင်ပြောပြစရာဘယ်သူမှမရှိဘူးမလားမင်းကိုယ်ယုံကြည်ရင်ဖွင့်နိုင်ပါတယ်ဝေးရီကနင်းစီကိုမောကြည့်လိုက်တဲ့အခါကိုယ်ကိုနားလဲစာနာတဲ့မျက်ဝန်းတွေနဲ့နူးညံ့စွာငေးကြည့်နေတဲ့နင်းစီကိုယုံကြည်ဖွယ်ရာတွေ့လိုက်ရပါတယ်ပြီးတော့မျက်လုံးထဲမှာလည်းကြည်နူးရွှင်ပျော်နေတဲ့မောင်တို့စုံတွေကိုချက်ချင်းပြင်းပြင်းရောင်လာပြီးတော့ရင်ထဲမှာတဆစ်စစ်နာကျင်ပြီးထားပါတယ်ဝေးရီဘာလို့ရမယ်ဆိုတာမသိတော့ဘူးနင်းစီရဲ့အခုလောလောဆယ်မှာတော့ရှင်ထဲကနှလုံးသားတစ်ခုလုံးဆွဲဆုပ်ခံထားရတယ်လို့ပဲရှင်ထဲမှာဘာမှမရှိတော့ဘဲနဲ့ဟာနေရဲ့နားလဲနာနေရဲ့တိတ်ပြီးတော့ခံစားနေရတယ်နင်းစီကခေါင်းကိုတဆက်ဆက်ညှိပြီးတော့မင်းစားမင်းကိုအဆက်ဖြတ်လိုက်လို့လားဝီကဖြင်းညင်းစွာခေါင်းကိုခါရမ်းလိုက်ပါတယ်ဝီဘာလို့ရမလဲမသိတော့ဘူးနင်းစီရဲ့သူတို့အချိန်တွေကရိုးရိုးသမီးစားတောင်မကောက်အောင်နဲ့တူပါတယ်သူဒီလိုလုပ်ရမယ်လို့တကယ်ကိုထင်မထားခဲ့မိတာမင်းသူ့ကိုခွင့်လွှတ်နိုင်လို့လားဝီအဲ့ဒီမိကုံကိုရုတ်တရက်ဝီမဖြေနိုင်ပါဘူးမင်းသူ့ကိုခွင့်လွှတ်နိုင်နေဆိုရင်တော့ဒီကိစ္စကိုမသိချင်အောင်ဆောင်ပြီးတော့သူ့စီကိုသွားတွေ့လိုက်ပါသူ့ပုံစံကိုအကဲခတ်ပြီးတော့သူနဲ့စကားပြောကြည့်ပေါ့
ဒါဆိုအဖြစ်တစ်ခုခုတော့ထွက်လာမှာပဲဒီကိစ္စမှာပြဿနာကိုဖြေရှင်းဖို့နီလန်းနှစ်ခုရှိတယ်ဝေရဲ့တစ်ခုကတော့ဒီကိစ္စကိုသူ့ကိုအမှန်တိုင်းပွင့်ပွင့်လင်းလင်းဖွင့်ပေးပြီးတော့ဆုံးဖြတ်ဖို့ပဲအဲ့ဒါမင်းပြတ်သားမယ်ဆိုရင်ပေါ့နောက်တစ်ခုကတော့မတိကျဟန်ဆောင်ပြီးတော့မျောလိုက်ဖို့ပဲတို့ဘာလုပ်ရမလဲမင်းဘာလုပ်ရမယ်ဆိုတာတို့ဆုံးဖြတ်မပေးလို့ပါဘူးဝေဒါပေမဲ့တို့သာမင်းနေရာမှာဆိုရင်ဘာလုပ်ရမလဲဆိုတော့သူ့ကိုပွင့်ပွင့်လင်းလင်းဖွင့်ပေးလိုက်မှာပဲတို့ကိုသစ္စာဖောက်နေမှန်းတိတိနဲ့တော့ငြိမ်ခံမနေနိုင်ဝေနောက်ပြီးကိုကသူ့ကိုချစ်တဲ့စိတ်နဲ့မျက်စိနဲ့နားကိုတစ်ဖက်စီပိတ်ထားပေးတာပဲထောင်းသူကဘယ်အချိန်ထိကိုကိုချစ်နေမှာမို့လဲတစ်သက်လုံးချစ်နေမှာတေးကြလို့လားခဏမေးထားပြီးမှ तू ကစပြီးတော့လမ်းခွဲဆိုလို့ပြောရင်ကိုကအောက်တာပေါ့ तू ပြောဖို့အချိန်ကိုပဲကိုကဒုက္ခခံရင်ခွဲခံပြီးတော့စောင့်နေတာမျိုးဖြစ်နေတာပေါ့တို့ကတော့ဘာမဆိုပြက်ပြက်တသားပဲကြိုက်တယ်အသေးတွေကွဲခြင်းကွဲသွားပါစေနောက်လဲကွဲမဲ့အတူတူမထူတော့ဘူးလေဟုတ်တယ်မလားဒီတော့မင်းဆုံးဖြတ်ပေါ့တို့သူ့ကိုဘယ်လိုမေးရမလဲမေးစရာစကားလုံးလဲရှာမတွေ့ဘူးမောင်အသက်တယောက်ရနေပြီလားဒါမှမဟုတ်ဝိယူကိုချစ်သေးရဲ့လားအဲ့လိုတွေမေးရမှာလားဒါပေမဲ့တို့ကဟန်မဆောင်တတ်ဘူးနင်းစီသူ့ရှိမှတို့ဘလို့မှဟန်ဆောင်လို့ရမှာမဟုတ်ဘူးတို့သိနေတယ် तू ကတို့ထက်ပို့ပြီးတော့ဘာနဲ့တော့တို့ဟန်ဆောင်နေရင်လဲ तू သိမှာပဲမင်းရဲ့လူကမျက်စိနဲ့တက်အံ့မြင်တာကိုမမြင်နိုင်သေး၍လိန်နေမယ်နူးနေမယ်လူမျိုးလားဒါဆိုရင်တော့သူတို့တွေးသွားတာကိုမင်းမျက်စိနဲ့တက်အံ့မြင်ကြောင်ပြရလိမ့်မယ်ဒါဆို तू နဲ့မင်းနဲ့ရှင်းလို့ရသွားပြီမင်းလူကမျက်စိနဲ့တက်အံ့မြင်တာကိုမမြင်နိုင်သေး၍လိန်နေမဲ့သူမျိုးပဲနူးနေမဲ့သူမျိုးပေါ့ကွာဒါဆိုရင်တော့သူတို့တွေးတာကိုမင်းမျက်စိနဲ့တက်အံ့မြင်ကြောင်ပြရလိမ့်မယ်ဒါဆိုရင်တော့ तू နဲ့မင်းနဲ့ရှင်းလို့ရသွားပြီပေါ့နောက်တစ်ခေါက်ထက်ချောင်းလိုက်အောင်ပေါ့ဝီရဲ့ဝီကနင်းစီနောက်နေရထင်တာကြောင့်မောကြည့်လိုက်တဲ့အခါမှာနင်းစီရဲ့မျက်နှာကနောက်နေတာမဟုတ်ပဲအတီအတန့်ပုံစံမျိုးဖြစ်ပါတယ်ဝီကိုတောင်ပခုံးတစ်ဖက်တွန့်ပြလိုက်သေးပြီးတော့နောက်နေရမဟုတ်ဘူးနော်ဒါနောက်ရမယ့်အချိန်လည်းမဟုတ်ဘူးတကယ်ပြောနေတာနှလုံးသားမှာများများနာကျင်ပါစေဝီဒါမှမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုမင်းချနိုင်ပါဝီကတိကျပြတ်သားနေတဲ့နင်းစီရဲ့မျက်နှာကိုငေးကကြည့်နေမိပါတယ်နင်းစီရဲ့မျက်နှာကနင်းစီတပွင့်လိုပဲပြတ်သားစိတ်နဲ့ရမ်းရင်နေပါတယ်ဝီလည်းအဲ့ဒီလိုပဲရမ်းရင်ကြံလိုက်တာအခုလောလောဆယ်မှာတော့တေးကြတာတခုကနှလုံးသားသွေးတွေရင်းနေတာပဲဖြစ်ပါတော့တယ်နာပြီးသားနှလုံးသားတစ်ခုကိုတကယ်နာနေတာရောဟုတ်ရဲ့လားလို့ပြန်လည်စမ်းသပ်ရတဲ့အဖြစ်ကတကယ်တော့ရင်နာဖို့ကောင်းလွန်လာပါတယ်ဝီကရင်ခွဲပလက်နှလုံးသားနဲ့ပဲမောင်ရဲ့အလုပ်ပြန်ချိန်မှာတက်ခါစောင့်ကြည့်ပါတယ်။မောင်ကအလုပ်ကပြန်လာပြီးသူ့တိုက်ခန်းပေါ်တက်သွားပါတယ်။နိုင်ဝက်လောက်ကြာတဲ့အခါရေမိုးချိုးပြီးတော့အကြော့သားဝစ်စားပြီးပြန်ဆင်းလာပါတယ်။နောက်ပြီးတော့တက္ကစီတစ်စီးကိုငှားတဲ့အခါမှာဝီကလည်းသူ့နောက်ကနေကားငှားပြီးတော့လိုက်လာခဲ့ပါတယ်။ကော်ဖီဆိုင်ဒီဇိုင်ကိုရောက်တဲ့အခါမှာကောင်မလေးကအရင်ကြိုရောက်နေတာနဲ့ကြုံပါတယ်။မောင်ကဝီကိုမမြင်ပါဘူး။ရီကာမောကလည်းစကားပြောပြီးတော့ကောင်မလေးရဲ့လက်ကိုကျင်ကျင်နာနာနဲ့တောင်ကင်ထားလိုက်ပါသေးတယ်။ဝီကအဲ့ဒီမြင်ကွင်းကိုမျက်လုံးတွေမေးစင်းပြီးတော့ကြည့်ပြီးနာကျင်စွာနဲ့ပြုံးမိပါတယ်။ဒီပုံစံဟာတငယ်ချင်းပါလို့ဘလို့မှညင်မရတဲ့ပုံစံဖြစ်ပါတယ်။အခုချိန်မှာဝီကိုမြင်လိုက်ရင်မောင်ဘလို့များဖြစ်သွားပါမှာလဲ။ဝီကအတွေးနဲ့အတူဆိုင်ထဲကိုလမ်းဝင်လာပြီးတော့သူတို့စပယ်ဝိုင်းဘေးကနေဖျက်လျှောက်လာခဲ့ပါတယ်။ပြီးတော့မောင်ကိုတန်းတန်းမြင်ရတဲ့နေရာမှာခက်တီတီပဲဝင်ထိုင်လိုက်ပြီးတော့ကော်ဖီတစ်ခွက်မှာထားလိုက်ပါတယ်။ဝီကလက်ပိုက်ထားရင်မှမောင်ကိုရှူတီတီတစ်ချက်လမ်းကြည့်မိပါတယ်။မောင်ကဝီကိုမမြင်သေးပါဘူး။အခုမှနူကောင်တော်နှစ်ယောက်တည်းကပါတိဆောက်လို့ကောင်းတော်ဖြစ်နေပါတယ်။တိုးတော့ဝီရစိတ်မပူပါဘူး။အနားမှာရှိတဲ့ဂျာနယ်တစ်စောင်ကိုကောက်ဖတ်ရင်းမှမတိမတာအကဲခတ်နေလိုက်ပါတယ်။တစ်ချိန်ချိန်မှာတော့သူဝီကိုမြင်သွားမှအသေးချာပဲဖြစ်ပါတယ်။မြင်သွားရင်သာဘလို့ဖြစ်မလဲ။လူတူရာလားတကယ်ပဲဝီရအဆက်လားစသဖြင့်ပြာများသွားပေလိမ့်မည်။ဝီကအဲ့ဒီအတွင်းနဲ့ဂျာနယ်ကိုစိတ်ပါလက်ပါဖတ်နေဟန်ဆောင်နေပေမဲ့လေမျက်လုံးရဲ့အာယုံတွေကတော့သူတို့အတွဲထံကိုသာရောက်ရှိနေပါတယ်။တစ်ချိန်မှာတော့မောင်ဟာဝီကိုလှမ်းလို့မြင်သွားပါတော့တယ်။မြင်လိုက်တာနဲ့သူ့အာယုံတွေဟာဝီထံမှာလုံးဝကန့်ညီသွားပြီဆိုတာကိုဝီသိလိုက်ပါတယ်။ကန့်ညီတာဟာချစ်တဲ့စိတ်နဲ့ကန့်ညီတာမဟုတ်ဘူးလို့သိလိုက်ရရင်ဝီရဲ့ရင်ထဲမှာနာကျင်စွာဆွေးလျက်သွားပါတယ်။ဝီကကော်ဖီကိုငုံလိုက်ဂျာနယ်ကိုလှန်လောလိုက်နဲ့တမင်အလုံးရှုပ်ပြထားလိုက်ပါတယ်။မောင်ကတော့ဝီကိုကွက်ကြီးနဲ့တော်တော်လေးစိတ်ဝင်စားနေလောက်ပါတယ်။တယောက်တည်းထိုင်နေတဲ့မိန်းကလေးကတောင်ကြီးကသူ့ရည်စားဝီလားလူတူတဲ့ဝီလားဆိုတာအသေးအတန်စဉ်းစားနေလောက်ပါပြီရန်ကုန်ရောက်တာ3ရက်တာရှိသေးတာကြောင့်ဘာဒီဇိုင်းမှမပြောင်းရသေးတဲ့ဝီကအရင်လိုပဲကျောလေခန့်ရှိတဲ့သပင်ဖြောင်းစင်းတွေကိုခမ်းမြင့်မြင့်စုစည်းထားပြီးတော့ကော်လာပါတဲ့မိန်းမဝတ်ရှက်အင်ကြီးအဖြူလေးကိုခက်ရိုးရိုးသာဝတ်ဆင်ထားတာကြောင့်သူလူမနိုင်စရာအကြောင်းတော့မရှိပါဘူးဝီကသူ့ကိုထပ်ပြီးတော့မနှိမ့်ဆက်ချင်တော့တာကြောင့်ဂျာနယ်ကိုအသာချပြီးတော့တစ်ချက်လမ်းကြည့်လိုက်ပါတယ်ဝီရဲ့အ
ကြည့်ရီထဲမှာသူ့ကိုအတိမတ်ပြုနေတဲ့အရေးအယောင်တွေပါနေရကြောင်းသူ့စိတ်ထဲမှာဒါဝိရီပဲဆိုတာသိကြသွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။ချက်ချင်းလိုပဲသူကကောင်မလေးရဲ့လက်တွေကိုလွတ်ပြလိုက်တာကိုလည်းလောင်ရီကျင်စရာတွေ့မြင်လိုက်ရပါတယ်။ဝိရီကနှက်ခမ်းလေးတွန့်ယုံပြုံးမိသွားပါတယ်။အခုမှတော့မထူးပါဘူးမောင်။ကန်လက်စားနဲ့ဆက်ပြီးတော့ကင်ထားလိုက်ပါတော့ဝီကသူတို့နှစ်ယောက်ရဲ့အမြင်ကွင်းကိုဘာကြောင့်များအေးလူလူထိုင်ကြည့်နေနိုင်မိရလဲဆိုပြီးတော့ကိုအန်အောနေမိပါတယ်အထူအထောင်းခံရပြီးတော့မမွကြည့်နေတဲ့နှလုံးသားကအကောင်တိုင်းမဟုတ်တော့တာကြောင့်ထူးပြီးတော့မနှော်တော့တာလည်းဖြစ်နိုင်ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့စုံတွေကပတ်စံရှင်ဖို့ပြင်ဆင်ပါတယ်အဲ့ဒါကလည်းမောင်ကအကြောင်းတစ်ခုခုကိုပြပြီးတော့လောဆော့ပုံရတာကြောင့်ဖြစ်ပါတယ်ဝီကတော့အေးစီပဲဖြစ်ပြီးတော့သူတို့နောက်ကိုလိုက်သွားဖို့လည်းစိတ်ကူးမရှိပါဘူးဝီကဆက်မတော့ဖြစ်တော့သောကော်ဖီကွက်ကိုတွေ့ကြီးစိုက်ကြည့်ပြီးတော့ငြိမ်သက်နေပါတယ်ရှင်ထဲမှာနာကျင်နေပါတယ်အသက်တမျှချိတ်ခဲရတဲ့ချစ်သူကြီးစားဟာကိုရှိမှတခြားတစ်ယောက်နဲ့ပြောင်တင်းတွဲပြပြီးတော့ထွက်သွားတဲ့ပုံစံကဝီကိုသူ့ခြေဘွားအောက်ကိုနင်းချလိုက်တယ်လို့ပဲဖြစ်ပါတယ်နှက်ခမ်းကိုကိုက်ပြီးတော့ငြိမ်သက်စွာထိုင်နေတဲ့ဝီရီရဲ့ရှေ့မှာဘလောက်ကြာတဲ့အချိန်မှမသိအောင်အရေးတစ်ခုကထင်ဟပ်လို့လာပါတယ်။ဝီရီမောကြည့်လိုက်တဲ့အခါမှာတော့ဝီရီကိုတောင်းပန်တိုးရှိုးတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့မောင်ကိုတွေ့လိုက်ရပါတယ်။မျောလေးမထားတဲ့ကိစ္စဖြစ်တာကြောင့်ဝီရီကမောင်ကိုကြောက်ငေးပြီးတော့ကြည့်နေမိပါတယ်။ဝီရီရန်ကုန်ကိုဘယ်တော့ရောက်နေရလဲ။တကယ်ပဲအန်အောနေတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဝီရီကမဖြေနိုင်သေးပဲမောင်ကိုလွမ်းမောနာကျင်နေတဲ့မျက်ဝန်းတွေနဲ့ငေးကြည့်နေမိပါတယ်။မောင်ကဝီရီနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပါတယ်။သူကလည်းဝီရီကိုမထင်မှတ်ပဲတွေးလိုက်ရတာကြောင့်တော်တော်လေးအန်အောနေပုံရပါတယ်။အဲ့ဒါအရေးမကြီးပါဘူးမောင်။အခုနကမိန်းကလေးကဘာတူလဲ။မောင်ရဲ့မျက်နှာရုတ်တရက်ပြတ်သွားပါတယ်။ပြီးတော့တပ်ပြင်းတစ်ခုကိုမရေမရာချပြီးတော့ဝီရီကိုမောင်အေးဆေးရှင်းပြခြင်းနဲ့ဘာမှရှင်းပြစရာအကြောင်းမရှိဘူးမောင်အမှန်တိုင်းပဲသိကြတာအဲ့ဒီကောင်မလေးကမောင်ရီစာမဟုတ်လားဝေးဒါရီယာတကယ်တော့တော်တော့မောင်သူနဲ့မောင်ရီစာဟုတ်လားမဟုတ်ဘူးလားဆိုတာပဲဝေးကိုဖြေပေးပါမောင်ကစိတ်မရှိတော့ဟန်နဲ့ကြွတ်ချက်တွေစုပ်သက်ပါတယ်ဝေးကအဲ့ဒီပုံစံကိုအသေးနာစွာနဲ့စိုက်ကြည့်နေမိပါတယ်ရှင်ဖြေလေဟုတ်တယ်ကွာသူနဲ့မောင်ရီစာဝီတီးပြီးသားပဲမဟုတ်လားဘာလို့ကိုဒုက္ခကိုရှာတဲ့မိကုန်းတွေမေးနေရတာလဲဝီကအဲ့ဒီအပြောကြောင့်အသေးထဲမှာဆက်ခေါင်လာသွားပါတယ်ကိုဒုက္ခကိုရှာတယ်တဲ့ဒီစကားဟာဝီကိုသိချစ်ပါတယ်လို့တဖွာဖွာပြောခဲ့တဲ့လူတစ်ယောက်ရဲ့ပါဇက်ပြားကနေထွက်ကျလာတဲ့စကားတွေဟုတ်ပါလေစားလို့တွေးနေမိပါတယ်ဝီရဲ့နှလုံးသားဒဏ်ရာမှာနာကျင်မှုတွေကစိမ့်ထွက်ပြီးလာပါတယ်ဒါဆိုဝီရရှင့်ရဲ့ပါလဲရှင်တစ်ချိန်လုံးဝီကိုလှည့်စားနေကြတာပေါ့ဟုတ်လားတစ်ချိန်လုံးညာနေခဲ့တာပေါ့အဲ့ဒီလိုလားအဲ့ဒါတွေရှောက်ပြောမနေပါနဲ့ဝီယာမောင်နားလည်းမပေးနိုင်တော့ဘူးလားမောင်တော်ပြီရှင်ဘာမှဆက်မပြောနဲ့ရှင်နဲ့အဲ့ဒီမိန်းကလေးဘယ်အဆင့်ထိရောက်နေတယ်ဆိုတာကအစကျမသိတယ်ဒါနဲ့များရှင်ကကျမကိုအယုံသွင်းပြီးတော့လှည့်စားအောင်မယ်ပေါ့လေဝီရဲ့အတွင်းကြတဲ့စကားကြောင့်သူ့မျက်နှာမှာအန်အောစိတ်ကဖုံးမရအောင်ပေါ်သွားပါတယ်ပြီးတော့ရှက်ဒေါသလည်းထွက်လာတဲ့ပုံစံမျိုးနဲ့ဝီဒါရီယိုမင်းကရှောက်စုံစမ်းနေရပေါ့ဟုတ်လားဘာရည်ရွယ်ချက်နဲ့အဲ့လိုလုပ်တာလဲအဲ့လိုလုပ်တော့မင်းမဘာအကျိုးကျေးဇူးရသွားလို့လဲဘာအကျိုးကျေးဇူးရလဲဟုတ်လားရှင်သစ္စာမရှိတာကိုသိသွားတဲ့အကျိုးကျေးဇူးရတာပေါ့ရှင်တော်တော်အစာနာခင်းမဲ့တဲ့သူပါလားတေစာရဲ့ရှင်ကိုဒီလောက်ရက်ဆက်လိုက်မယ်လို့ကျမမထင်ထားဘူးကျမသာမသိခဲ့ရင်ရှင်ကျမကိုဘယ်အချိန်ထိဆက်ပြီးတော့ညာနေအောင်မလဲအဲ့ဒီမိန်းကလေးကိုရောရှင်ဘယ်လိုရည်ရွယ်ထားလို့လဲသူကဝီရဲ့တုံရင်ဒေါသထွက်နေတဲ့စကားတန်တွေကိုမျက်လုံးတွေမေးဆင်းပြီးတော့ခေါင်းတဆက်ညိတ်နားထောင်ပြီးတော့မှမင်းကိုရှင်းပဲပြောတော့မယ်ဝီမင်းလည်းတည်ပြီးသားဆိုတော့ခံစားရတတ်တာပေါ့သူကကိုမကြခင်လက်ထပ်ဖို့ရည်ရွယ်ထားတဲ့မိန်းကလေးပါမကြခင်ကိုတို့ယူတော့မှာကိုဦးလေးတငယ်ချင်းရဲ့သမီးပေါ့ကို့အပေါ်မှာအဆအအယရာနားလဲပြီးတော့ဖြည့်ဆည်းပေးနိုင်တဲ့သူကိုဘဝအတွက်ပြောစရာမရှိအောင်တင့်တော်ကောင်းမွန်တဲ့သူမို့လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာပါဒီအတွက်ဝီမှာထိခိုက်နေတာသွားတာမျိုးတော့မရှိခဲ့ဘူးမို့လားကိုမင်းကိုထိခိုက်နေတာအောင်ဘာတစ်ခုမှမလုပ်ခဲ့ပါဘူးနော်ဝီကသူ့မျက်နှာကိုရှေ့ကကော်ဖီကွက်နဲ့မပတ်မိစေဖို့အထူးသတိထားပြီးတော့အန်ကိုတင်းကြိတ်ကဆိုင်ထဲကနေခြာကနေလှည့်ထွက်ခဲ့ပါတယ်တွေ့ရမြင်ရကားတစ်စီးကိုငားပြီးတော့အဆောင်လေးစာအုပ်တောင်ဘလို့ပြောလိုက်မိလဲမသိတော့ပါဘူးရင်ထဲကအချက်တစ်ခုကိုထိခိုက်စော်ကားခံလိုက်ရတဲ့ဝီကနာကျင်မှုဝမ်းနည်းမှုတွေပေါင်းပြီးတော့ရင်ခွင်တစ်ခုလုံးနှိမ့်ချမြင့်ချနဲ့တုံဟိုက်ပေးနေပါတယ်ဝီမှာတော့သူမရှိတဲ့ကာလတစ်ခုလုံးမိုဘိုင်းရှင်မကြီးမဝီလုပ်ပြီးတော့သစ္စာတွေမြတ်တာတွေတောင်းလို့ပုံကသူ့ကိုစောင့်ဆိုင်ခဲ့ပါတယ်။မဆောင်ဆိုင်တဲ့အဆုံးမှာတော့သူရှိတဲ့နေရာကိုတောင်ရောက်ဖို့ကြိုးစားခဲ့ရပါတယ်။
ချစ်သူကိုချစ်တဲ့ဝီရဲ့အချစ်တွေကခိုင်မာမြဲမြံခဲ့ပါလေရဲ့နဲ့ဘာကြောင့်များအပေါ်စားအချစ်တွေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာကိုတော့မပြောတတ်ပါဘူးမငုံမိအောင်အန်ကိုတင်းတင်းကြိတ်ပြီးတော့ဝီကအဆောင်သို့ပြန်ရောက်လာပါတယ်နင်းစီကကတင်ပေကကျိန်စတီဝိုင်းကြီးပေါ်မှာမဂ္ဂဇင်းတအုပ်ဖတ်နေရကနေဝီကိုတစ်ချက်လမ်းစီပါတယ်ဝီဘယ်ကိုသွားတယ်ဆိုတာကိုသိနေတဲ့နင်းစီကတော့ဘာဖြစ်လာတယ်ဆိုတာကိုလည်းရှင်းမိပုံရပါတယ်ဒါပေမဲ့နင်းစီကစကားကိုထိန်ပြောတတ်သူဖြစ်ပါတယ်အစင်ပြေခဲ့လားဝီပြီးခဲ့ပါပြီဘလို့ပြီးခဲ့ရလဲဝီတို့ကိုပြပြလို့ဖြစ်မလားမင်းတို့သူကအကြောင်းပြချက်တစ်ခုခုနဲ့ရှင်းမပြဘူးလားယောက်ျားတွေကတော်တော်မကောင်းတဲ့ကောင်တွေပဲဒီလိုပါပဲဝီဖြစ်တတ်ပါတယ်လူဆိုတာခံစားမှုအားကြီးလွန်းလာရင်အားလုံးကိုဝလုံးရှင်နဲ့တိမ်ချုံရိုက်ချင်ကြတာပဲလေတို့လည်းတစ်ချိန်တုန်းကတော့အဲ့လိုပဲထင်ခဲ့ဘူးလားပဲအခုထိလည်းထင်နေတော့မယ်ယောက်ျားဆိုတာတိတ်ကောင်းတဲ့အမျိုးအစားတွေမှမပါပါဘူးအခုမင်းဘလို့နေလဲတက်တာလားမေးတာမေးရတာပါဘလို့လို့တက်တာမှလဲနော်တက်တာမတက်တာထက်ရင်ထဲမှာခံပြင်းတာတွေရောနာကျင်တာတွေရောပေါင်းပြီးတော့ရှင်ခွင်တစ်ခုလုံးမွန်းချက်နေတဲ့နင်းစီရဲ့ဘလို့မျိုးကြီးမှန်းကိုမသိဘူးကိုယ်ဝေဒနာကိုယ်တောင်ဘာသာမပြန်တတ်ဘူးမင်းမနေ့ကခံစားတာအသေးကွဲတာအစ်စ်ပဲဝီမျက်ရည်တွေကျပြီးတော့ရင်ခွင်တစ်ခုလုံးနစ်နေတာနာကြီးမှုတွေမပါတာမုံလို့မရသေးတာအသေးကွဲတာပဲအခုဖြစ်နေတာတော့အသေးကွဲရတယ်မဟုတ်တော့ဘူး depression မှာဝင်လာတာစိတ်ဓာတ်တွေပါလာတဲ့အခါလူကနေရထိုင်ရတာပိုဆိုးသွားတယ်ဝီအဲ့ဒီဝေဒနာအဆိုးဆုံးပဲကိုချစ်သူက